OK，如果我偏米话啦，唔对。โอเคအဲ့ဆိုရင်စာအုပ်ကတအုပ်နဲ့တအုပ်နဲ့မတူဘူးနဲ့တူတယ်စာမတူဘူးပေါ့နော်โอเคအဲ့ဆိုရင်ဒီလိုမျိုးမြင်းရောက်တစ်ကြောင်းနဲ့ဆွဲရတဲ့တင်ဂီတာကိုဒါလိုစကူတိုက်လို့ပြောတယ်ပေါ့နော်လိုစကူတိုက်ဆိုပြီးတော့ဒါပြောတယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒါခုနပြောသလိုပဲဒါဒီလိုစကူတိုက်တွေကိုပေါ့နော်ဒါဘယ်သူတွေတွားလို့ရတယ်ဆိုတဲ့အခါကျတော့လူနဲ့စပိန်နေနဲ့ဒါဝင်ပြီးတော့ဒါတွားလို့ရတယ်ပေါ့နော်โอเคအဲ့ကြောင့်မို့စာဖတ်ကြည့်ကြည့်မယ်ပေါ့နော်ဒီနေ့ကမှတယောက်နဲ့တယောက်နဲ့မတူဘူးနဲ့တူတယ်စာအုပ်ပုံစံဟိုဟာစာရေးတာလေโอเคအဲ့ဆိုရင်ဒီလိုစကူတိုက်ကကျတော့တိုခုတေခိုကတာကင်တိုကီစကီတီတင်ရှာတဲ့ပြီးတော့ဟိုကိုရှာပေါ့နော်ခဲရှာလီယောဝါတဲ့စွတ်ကိုတေကီတူတဲ့ဒါခုနပြောတဲ့နေရာမှာဆိုရင်တော့ဒါကိုခဏထားလိုက်အောင်ပေါ့နော်ဟိုကိုရှာဆိုတော့ဒီလိုမျိုးလို့စကူတိုက်တွေမှာဆိုရင်လည်းဟိုကိုရှာဆိုတာလမ်းလျှောက်ပြီးသွားတဲ့လူတွေပေါ့နော်လမ်းသွားလမ်းလာနေတဲ့ပြီးတော့ခဲရှာလီယောပေါ့နော်အနှေးရင်ပေါ့နော်အနှေးရင်တွေကတော့တဲ့စွတ်ကိုတေကီတူတဲ့ဒါဝင်ပြီးတော့ဒါတွားလို့ရပါတယ်ဆိုပြီးတော့ဒါသူပြောထားတယ်ပေါ့နော်โอเคဒီနေရာမှာတခုတည်းခိုကတာကင်တိုကီစကီဂျင်းရှာဆိုတာဒါအရှိခံမှာတင်တော့ကပုံပြရတယ်ပေါ့နော်ဒီမှာစပိန်ပေါ့နော်စပိန်မှာသူကဒီ license လိုတဲ့စပိန်ပေါ့နော်အသေးစားလေးတွေပေါ့နော်โอเคအဲ့လိုမျိုးစပိန်လေးကိုဒါပြောတာပေါ့နော်အဲ့ဒီတခုတည်းခိုကတာကင်တိုကီစကီဂျင်းရှာဆိုတာစပိန်ကိုပဲပြောတာ license လိုတဲ့စပိန်လေးပြောတာပေါ့နော်ဒါအဲ့ဒီစပိန်လေးဒါဝင်သွားလို့ရတယ်လို့ဒါသူပြောတာပေါ့နော်โอเคဒါတချို့စာအုပ်ထဲမှာဒီဟာပါခြင်းမပါလိမ့်မယ်ပေါ့နော်မပါဘူးပေါ့နော်အဲဒီတချို့စာအုပ်တွေမှာကျတော့ဒီကိုရှာနဲ့ခဲရှာလေးကစကိုတက်ကီရုဆိုပြီးတော့ပဲဒါရေးရတယ်ပေါ့နော်โอเคနောက်တစ်ခုဒီနေရာမှာတစ်ခုပြောချင်တာပေါ့နော်ဒီစာအုပ်တွေမှာတော့မပါဘူးပေါ့နော်တခြားစာအုပ်တစ်အုပ်တွေမှာတော့ဒါပါတယ်ပေါ့နော်ဒီလိုမျိုးလူစကူတိုက်တယ်မှာအကကြတော့ဒါကားတွေဝင်သွားလို့မရဘူးဆိုတော့သိသွားပြီပေါ့နော်ဒါကားတွေဝင်သွားလို့မရဘူးပြီးရခါကျတော့ဆိုင်ကယ်တွေဝင်သွားလို့မရဘူးပေါ့နော်โอเคဒါစပိန်သွားလို့ရမယ်လူတွေသွားလို့ရမယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီအထဲမှာပေါ့နော်ဒါကားတွေဆိုင်ကယ်တွေဝင်ရက်လို့ရလားပေါ့နော်ဒါချူရှာတွေတိတ်ရှာတွေဝင်လုံးလို့ရလားပေါ့နော်ဝင်လို့လို့ရလားဆိုတဲ့အခါကျတော့ဒီလိုမြင်းချောင်းတစ်ချောင်းနဲ့ဆွဲရတဲ့မှာဆိုရင်ဒီထဲမှာတော့မရှင်းပြတာဘူးပေါ့နော်ဒီလိုမြင်းချောင်းတစ်ချောင်းနဲ့ဆွဲရတဲ့အခါမှာဆိုရင်ဒီလမ်းရဲ့အကျယ်ပေါ့နော်ဒီလမ်းရဲ့အကျယ်ဒီဘက်မှာဒီရှိတဲ့ဒီလမ်းရဲ့အကျယ်လေးက3.5ပေါ့နော်3.5မီတာကိုကျော်နေတယ်ဆိုရင်ပေါ့နော်3.5ကိုကျော်နေတယ်ဆိုရင်ပေါ့နော်အဲ့ဒီ3.5ကိုပေါ့နော်ဒီဘက်ဘက်ကနေပြီးတော့အဲ့3.5ကိုခြံပြီးတော့ဒီပိုတဲ့နေရာကနေပြီးတော့ပေါ့နော်ဒီနေရာမှာကားတွေပါညာတွေဝင်ရက်လို့ရတယ်ပေါ့နော်အဲ့ဒါတစ်ခုမှတ်ပြီးပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီလိုမျိုးမြင်းတစ်ချောင်းနဲ့ဆွဲရတဲ့ဒီလိုစကူတိုက်တယ်မှာကားတွေဝင်ရက်လို့ရလားဝင်မရက်လို့ရလားဆိုတော့ရက်လို့ရတဲ့ခြေနေလည်းရှိတယ်မရက်လို့မရတဲ့ခြေနေလည်းရှိရပေါ့နော်ရက်လို့ရတဲ့ခြေနေကဘယ်လိုခြေနေလဲဆိုတော့ဒီလိုစကူတိုက်ရဲ့လမ်းရဲ့အကျယ်က3.5ကိုခွေးတုဖြစ်နေတာကြော်နေတာပေါ့နော်ဟိုမှာ3.8ရှိတယ်ပဲထားပါအောင်အဲ့လိုမျိုးဆိုရင်ဝင်ရက်လို့ရတယ်ဒီ3.5ကိုလွှတ်တာပေးရမယ်ပေါ့နော်3.5ကိုလွှတ်ပေးပြီးတော့ဒီ3.5ဒီနေရာကနေပြီးတော့စပြီးတော့ဒီလိုမျိုးပုံစံမျိုးနဲ့ဒါကောင်းဝင်ရက်လို့ရတယ်ပေါ့နော်ဒီဘက်က3.5ကတော့လူတွေနဲ့စပိန်နေနဲ့တွားဖို့အတွက်ပေါ့နော်ဒါလွှတ်တာပေးရမယ်ပေါ့နော်โอเคဒီထဲမှာတော့စာထဲမှာတော့မပါဘူးပေါ့နော်အကယ်၍ရှင်းပြအောင်မယ်ဆိုရင်ပေါ့နော်ဒီရဲ့ဟာဘပေါ့နော်အကျေရတဲ့ဒီဟာဘကပေါ့နော်3.5မဲတူးတူကိုတဲ့ခွေးတူပါယူပါတဲ့အကယ်၍ကြော်ခဲ့မယ်ဆိုရင်တော့တဲ့ဒီနာကာနီဟိုက်တယ်ပေါ့နော်ဒီအထဲကိုဝင်ပြီးတော့တဲ့ချူတေးရှာတေကီလူတဲ့ဒါချူရှာတွေတေးရှာတွေဒါလုပ်လို့ရပါတယ်ဆိုပြီးတော့ဒါသိတာရမယ်ပေါ့နော်โอเคအဲ့ဒါဆိုဒီပုံကိုဒီမှာမှတ်ကမှာကဒီလိုမြင်းတစ်ချောင်းနဲ့ဆွဲပြပေးထားတဲ့ဟာကိုခေါင်းစဉ်အကြီးအနေနဲ့လိုစကူတိုက်ဆိုပြီးတော့ဒါခေါ်ရပေါ့နော်ဒါဒီတဲကိုလူတွေဝင်သွားလို့ရမယ်ပြီးတဲ့အခါကျတော့အနှေးရင်တွေပေါ့နော်ဒါစပိန်တွေပေါ့နော်အနှေးရင်ဆိုတာကဝင်သွားလို့ရမယ်ပေါ့နော်ဒီမှာလိုင်စင်လိုတဲ့စပိန်တွေပေါ့နော်ဒီခိုကတာတူကူရှုကင်းတူခစ်စကီဂျင်းရှာလဲဒါဒီတဲကိုဝင်သွားလို့ရတယ်ပေါ့နော်ဝင်သွားလို့မရတာဆိုင်ကယ်တွေဝင်သွားလို့မရဘူးပြီးတဲ့အခါကျတော့ဘာတွေဝင်သွားလို့မရအောင်လဲဆိုတော့ကားတွေဝင်သွားလို့မရဘူးပေါ့နော်โอเคဒီလိုမျိုးမြင်းကြောင်းတစ်ကြောင်းနဲ့ဆွဲပြရတယ်လို့စကူတိုက်တယ်မှာကားတွေဝင်ရက်လို့ရလားဝင်ရက်လို့မရလားဆိုတဲ့အခါကျတော့ဒီလိုစကူတိုက်ရဲ့အကျယ်က3.5ကိုကြော်ခဲ့ရဆိုရင်တော့ဘောနော်ခွေးတူးဖြစ်ခဲ့တဲ့ခါမှာဆိုရင်တော့ဒါဝင်ရက်လို့ရတယ်3.5ကိုခြံပြီးတော့ဘောနော်အဲ့ဒီ3.5ရဲ့ဒီဘက်နောက်ပိုင်းပေါ့နော်အဲ့ကနေပြီးတော့စပြီးတော့ဒါဒီလိုပုံစံမျိုးနဲ့ဒါကောင်းဝင်ရက်လို့ရတယ်ဆိုပြီးတော့ဒါသိရမယ်ပေါ့နော်โอเคနောက်တစ်ခုနံပါတ်30ကကျတော့ဒီလိုစကူတိုက်ပေါ့နော်ဒီလိုစကူတိုက်ကကျတော့ဒါခုနကနဲ့မတူဘဲနဲ့ဒီမှာဆိုရင်ဒါမြင်းကြောင်းတစ်ချောင်းပို့လာတာပေါ့နော်โอเคဒီမင်းကြောင်တစ်ချောင်းပို့လာတဲ့ဒီလိုစကူတိုက်ရဲ့အတိတ်ပဲကကြတော့သူ့ကကြတော့လိုစကူတိုက်တစ်ခုတည်းမဟုတ်တော့ဘူးပေါ့နော်သူ့ကိုဘယ်လိုခေါ်လဲဆိုတော့ချူတေးရှာခင်းရှိလိုစကူတိုက်ဆိုပြီးတော့ဒါခေါ်တယ်ပေါ့နော်ချူရှာရောတေးရှာရောခင်းရှိလောက်တာတဲ့လိုစကူတိုက်ပေါ့နော်လမ်းပေးသားလေးပေါ့နော်ဆိုပြီးတော့ဒါသူ့ခေါ်တယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီပုံကဒီလိုအကြောင်းလေးဒီလိုပေါ့နှစ်ခုပြရတယ်ဆိုရင်သူ့ရဲ့ခေါင်းစဉ်အကြီးလေးဒါချူရှာတေးရှာခင်းရှိလိုစကူတိုက်ဆိုပြီးတော့ဒါခေါ်တယ်ပေါ့နော်โอเคအဲ့ဒါကြောင့်မို့ဒီအဲ့ဆိုရင်ပေါ့နော်ဒီတဲ့စာထဲမှာတော့ဒါမရှင်းပြတာဘူးပေါ့နော်ဒီတဲ့ကိုဒါဘယ်သူတွေဝင်သွားလို့ရမလဲဆိုတဲ့အခါကျတော့ဝင်သွားလို့ရတာဒီလူနဲ့စပိန်နဲ့ဝင်သွားလို့ရမယ်အနှီးရင်နဲ့ဝင်သွားလို့ရမယ်ပေါ့နော်ဒီပုံစံတိုင်းပဲဟိုကိုရှာတွေခဲရှာလျောတွေပြီးတဲ့အခါကျတော့ခိုးကတာတခုရှုရေတိုကိစကေချင်းနဲ့ရှာတွေကဒီတဲ့ဝင်သွားလို့ရတယ်ပေါ့နော်
ဝင်သွားလို့ရတယ်ပေါ့နော်ဒါတော့ဒီထဲမှာမရေးပြတာဘူးပေါ့နော်ဝင်သွားမယ်ဆိုတာသွားလို့ရတယ်ပေါ့နော်ဘယ်သူတွေဝင်သွားလို့မရဘူးဆိုတော့ဆိုင်ကယ်တွေဝင်သွားလို့မရဘူးပြီးတဲ့ခါကျတော့ကားတွေဝင်သွားလို့မရဘူးပေါ့နော်โอเคအဲ့ဆိုရင်ဒီနှစ်ကြောင်းရှိရတဲ့မှာဒီထဲမှာချိုးချတေးရှာတွေဝင်လုံးလို့ရလားပေါ့နော်ဆိုတော့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတင်ဂီတာကကျတော့သူ့ရဲ့ငကိုတွေကဟိုသူကချိုးတေးရှာခင်ရှိရဲ့လူစုကူတိုက်ဖြစ်တာဖြစ်တော့ဒါမို့ဒီရဲ့အကျယ်ဒီဘလောက်ပဲရှိရှိပေါ့နော်ဥမာ3.9ကိုကြော်ခဲ့ရင်တော့မှပေါ့နော်ဥမာ6ပဲဖြစ်ဖြစ်10ပဲဖြစ်ဖြစ်ပေါ့နော်မီတာရှိခဲ့ရင်တော့မှဒီလိုမျိုးအကြောင်းစဒီလိုဒီအဆက်ကလေးနဲ့ဒီလိုနှစ်ခုပြရဆိုရင်ဒီထဲမှာဒါချိုးချတေးရှာဝင်လုံးလို့မရဘူးပေါ့နော်โอเคအဲ့ဒါကြောင့်မို့တော့နာကာနီဟိုက်တဲ့ဒီအထဲထဲကိုဝင်ပြီးတော့တဲ့ချိုးတေးရှာတဲ့ဝိုက်ကဲနိုင်တဲ့ချိုးချတေးရှာတွေဒါလုံးလို့မရပါဘူးဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเคတချို့စာအုပ်ထဲမှာကျတော့ဘာရေးထားပေးလဲဆိုတော့ဒီသင်္ကေတမှာဆိုရင်ပေါ့နော်ဟိုကိုရှာတူတဲ့ခဲရှာလျော်ဝါတဲ့စုကိုတဲ့ကီလူတဲ့ဒါလမ်းလျှောက်ပြီးသွားနေတဲ့လူတွေအနှင်းရင်တွေကတော့တဲ့ဒါသွားလို့ရတယ်ပေါ့နော်ဒါလိုင်စင်လိုတဲ့ဒီစပိန်လေးပေါ့နော်အဲ့ဒီစပိန်လေးရတယ်ဒါဝင်ပြီးတော့ဒါသွားလို့ရတယ်ပေါ့နော်โอเคနာဂာနီဟိုက်တဲ့ချူတေရှာဝါချ်တဲ့ဝိုက်ကဲနိုင်တဲ့ဒီအထဲကိုတော့ဝင်ပြီးတော့တဲ့ချူချတ်တေရှာတွေတော့တဲ့ဒါလုံးလို့မရပါဘူးဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเคမရောစင်နေပေါ့နော်ပြန်ပြီးတော့ပြောရမယ်ဆိုရင်ဒီလိုမြင်းကြောင်းတစ်ခုပြောပြလာတဲ့ဟာဆိုရင်ခေါင်းစဉ်ကြီးကလိုစုကူတိုင်းလို့ခေါ်တယ်ပေါ့နော်ဒီလိုမြင်းကြောင်းနှစ်ကြောင်းဆွဲပြပေးတဲ့ဟာဆိုရင်ခေါင်းစဉ်ကြီးကချိုးရှတ်တေးရှတ်ခင်ကြီးလိုစုကူတိုင်းလို့ခေါ်တယ်ပေါ့နော်ဘယ်ဟာပဲဖြစ်ဖြစ်ဒီဟာဆိုရင်လည်းလူဝင်သွားလို့ရမယ်စပိန်ဝင်သွားလို့ရမယ်ပေါ့နော်ဒီဟာဆိုရင်လည်းလူဝင်သွားလို့ရမယ်စပိန်ဝင်သွားလို့ရမယ်ပေါ့နော်ဒီဟာဆိုရင်တော့သူကကျတော့ချိုးရှတ်တေးရှတ်လုပ်လို့ရလားမရလားသူရဲ့အခြေပုံမူတည်တယ်ပေါ့နော်အခြေက3.9ကိုကြုံနေတယ်ဆိုရင်တော့ဒါဝင်လုပ်လို့ရတယ်အကယ်၍3.9မပြည့်တာတို့3.9ကွက်တီတို့ဆိုရင်တော့ဒါဒီထဲမှာဝင်ရက်လို့မရအောင်ပေါ့နော်ဒီတင်ငေသားကျတော့3.9ကိုကြော်နေတော့မှဘလောက်ကြစ်ကြဲပေါ့နော်နေကြောင်းနှစ်ကြောင်းရှိရဒီလိုနှစ်ကြောင်းဆွဲတာဖြစ်တဲ့ကြောင့်မို့ဒီထဲမှာချိုးရှတ်တေးရှာဘလို့အခြေအနေမှာမှဝင်လုပ်လို့မရဘူးပေါ့နော်โอเคအဲ့ဒါဆိုနောက်တစ်ခုပေါ့နော်နံပါတ်7ဒီလိုစကုတိုင်းကကျတော့ဒီမှာဆိုရင်ဒါမြင်းနှစ်ကြောင်ဖြစ်သွားပြီပေါ့နော်မြင်းအဆက်မဟုတ်ဘဲနဲ့မြင်းကိုအဖြူအောင်တောက်လျှောက်ပေါ့နော်အဖြူအောင်တောက်လျှောက်နှစ်ကြောင်ပေါ့နော်โอเคဒီလိုစကုတိုင်းကကျတော့ तू ကဘာကိုပြောတာလဲဆိုတော့သူ့ရဲ့ခေါင်းစဉ်ကြီးကကျတော့ဘာလိုစကုတိုင်းလဲဆိုဟိုကိုရှာယောလိုစကုတိုင်းလိုစကုတိုင်းတော့လိုစကုတိုင်းပဲဒါပေမဲ့ဟိုကိုရှာယောဟိုကိုရှာယောဆိုတာလမ်းလျှောက်ပြီးသွားတဲ့လူတီးတန်းပေါ့နော်တီးတန်း3ကအသုံးပြုရမယ်လိုစကုတိုင်းဖြစ်တယ်ပေါ့နော်โอเคတနည်းအားဖြင့်လမ်းလျှောက်ပြီးသွားမယ်လူတီးတန်းပေါ့နော်အသုံးပြုရမယ်လူစကုတိုင်းဖြစ်တာဖြစ်တဲ့ကြောင့်မို့ဒီတဲ့ကိုလူပဲသွားလို့ရမယ်ပေါ့နော်စပိန်သွားလို့မရဘူးပေါ့နော်အဲ့ဒီတစ်ချက်လိုစကူတိုင်းမျိုးစား၃ခုရှိတဲ့မှာခုနကအရှိရ2ခုကတော့လူရောစပိန်ရော2ခုလုံးသွားလို့ရတယ်ပေါ့နော်ဒါပေမဲ့ဒီဟာကကျတော့ဒီတင်ငေသားကကျတော့သူကလူပဲသွားလို့ရမယ်စပိန်သွားလို့မရဘူးပေါ့နော်ဘာကြောင့်လဲဆိုတော့သူ့ရဲ့ခေါင်းစဉ်ဟိုသူကဟိုကိုရှာရောလိုစကူတိုင်းဖြစ်လို့ပေါ့နော်ဒါလူအသုံးပြုတဲ့ပေါ့နော်ဒီလမ်းဘေးနှကန်လမ်းဘေးသားပေါ့နော်လမ်းဖြစ်တာဖြစ်တော့ကြောင့်မို့ဒီထဲမှာဆိုရင်ဒါလူပဲဝင်သွားလို့ရမယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒါဒီထဲမှာဆိုရင်ဒါစပိန်နေပါညာတွေဝင်သွားလို့မရဘူးပေါ့နော်နောက်တစ်ခုအဲ့ဆိုရင်ဒီထဲမှာကျတော့ချိုးချတေးရှာကားတွေချိုးချတေးရှာဝင်လို့ရလားဆိုတော့ဒီတင်ကြီးတာကလည်းနှစ်ကြောင်းဖြစ်တာဖြစ်တော့ကြောင့်မို့ဒီတင်ကြီးတာကလည်းဒီအထက်မှာချိုးချတေးရှာဝင်လို့မရဘူးပေါ့နော်သူ့ရဲ့အကျယ်ဒီဘလောက်ပဲဖြစ်ဖြစ်ဒီထဲမှာချိုးချတေးရှာဝင်လို့မရဘူးပေါ့နော်โอเคအဲ့ကြောင့်မို့စာပတ်ကြည့်ကြည့်မယ်ပေါ့နော်ဒီဟာဒီသူ့ရဲ့ခေါင်းစဉ်အကြီးဒီပိုကိုရှာရောလိုစကူတိုင်းဖြစ်တယ်ပေါ့နော်ဒါလူအသုံးပြုတဲ့လိုစကူတိုင်းဖြစ်တယ်ပေါ့နော်โอเคဟိုကိုရှာကားတဲ့စွတ်ကိုတကီတူတဲ့ဒီထဲမှာဆိုရင်ပေါ့နော်ဟိုကိုရှာပေါ့နော်လမ်းလျှောက်ပြီးသွားတဲ့လူပေါ့နော်လမ်းသွားလမ်းလာတွေကတဲ့စွတ်ကိုတကီတူတဲ့ဒါသွားလို့ရပါတယ်တဲ့โอเคနာဂာနီဟိုက်တဲ့ချူတေးဆက်တဲ့ဝိုက်ကင်နိုင်တဲ့ဒီအထဲကိုဝင်ပြီးတော့တဲ့ချူရှာတေးရှာတွေတော့တဲ့ဒါလုံးလို့မရပါဘူးတဲ့โอเคအဲ့ဆိုရင်ဒီတင်ကေတာရှိရဲ့လမ်းထဲမှာဒါခဲရှာလီယောဒီပေါ့နော်စွတ်ကိုတကီတူပေါ့နော်ဒါအနှင်းရင်ဒီသွားလို့ရပါသေးလို့ပြောလိုက်ရင်မှန်လားပေါ့နော်မှားတယ်ပေါ့နော်အနှင်းရင်ဒီစပိန်ဒီသွားလို့မရဘူးပေါ့နော်အကယ်၍စပိန်ဒီသွားချင်တပါဆိုရင်တကယ်လက်တွေ့မှာသွားချင်တပါဆိုရင်ပေါ့နော်စပိန်ကိုတွန်းပြီးတော့ဒါသွားရမယ်ပေါ့နော်โอเคအဲ့ဆိုရင်လိုစကူတိုက်အမျိုးအစား3မျိုးရှိတယ်အဖြူရောင်တစ်ကြောင်းနဲ့ဆွဲထားတဲ့ဟာရဲ့အဖြူရောင်နဲ့အဆက်ကလေးနဲ့ဆွဲထားတဲ့ဟာရဲ့ဒီလိုအဖြူရောင်နှစ်ကြောင်းဆွဲထားတဲ့ဟာရဲ့ပေါ့နော်အဖြူရောင်တစ်ကြောင်းနဲ့ဆွဲထားတဲ့ဟာကကျတော့လိုစကူတိုက်လို့ခေါ်တယ်ပေါ့နော်အဆက်ကလေးနဲ့ဆွဲထားတဲ့ဟာကကျတော့ချူသေးရှာလိုစကူတိုက်လို့ခေါ်တယ်ပေါ့နော်အဖြူရောင်မြင်းမြတ်နှစ်ကြောင်းဆွဲထားတဲ့ဟာကကျတော့ဟိုကိုရှာရုံတော့လိုစကူတိုက်ဆိုပြီးတော့ဒါခေါ်တယ်ပေါ့နော်โอเคဒီ3ခုမှာဆိုရင်ပထမ2ခုပေါ့နော်ပထမ2ခုမှာဆိုရင်ဒါလူလဲသွားလို့ရတယ်စပိန်နဲ့သွားလို့ရတယ်ပေါ့နော်ဒီလိုမြင်းကြောင်းနှစ်ကြောင်းဆွဲထားတဲ့ဟာကကျတော့လူတီးတံပဲဖြစ်တာဖြစ်တော့ကြောင့်မို့လူပဲသွားလို့ရတယ်စပိန်သွားလို့မရဘူးပေါ့နော်โอเคကောင်းဝင်ရက်တဲ့ဟာကကြတော့တကြောင်နဲ့ဆွဲရတဲ့ဟာဆိုရင်တော့ဒါကောင်းဝင်ရက်လို့ရတယ်အကျယ်ပေါ်ကြည့်ပြီးတော့ဗောနော်အကျယ်က3.5ကိုကြော်ခဲ့တယ်ဆိုရင်တော့ကာ3.5ကိုခြံပြီးတော့ဝင်ရက်လို့ရတယ်ဗောနော်3.5မပြည့်တာတော့3.5ကွက်တီဆိုရင်တော့ဝင်ရက်လို့မရဘူးဗောနော်โอเคနောက်တစ်ခုဒီလိုနှစ်ကြောင်းဆွဲရတဲ့ဟာတွေပေါ့နော်ဒီလိုနှစ်ကြောင်းဆွဲရတဲ့ဟာဆိုရင်တော့ဒါချူရှာတေရှာပေါ့နော်ဘလောက်ပဲကြည်ကြည်ပေါ့နော်ဝင်လို့မရဘူးဆိုပြီးတော့ဒါမှတ်တိုင်းโอเคတယ်ပေါ့နော်โอเคအဲ့ဒါဆိုနောက်တစ်ခုနံပါတ်7ပေါ့နော်နံပါတ်7ကကြတော့ဆောင်းမမှာမမေးဘူးလို့ထင်တယ်ပေါ့နော်။ဘာဖြစ်လို့မမေးဘူးလို့ထင်တာလဲဆိုတဲ့အခါကျတော့ဂေါ်ဂျူးစီဆိုင်ကကြတော့အမြန်လမ်းမောင်းလို့မရလို့ပေါ့နော်။ဒီတင်ငေတာကကြတော့
ဒါအမြန်လမ်းမှာပဲရှိရပေါ့နော်ဒီတင်ငယ်သားရိုးရိုးအောက်လမ်းနေမှာမရှိဘူးပေါ့နော်ရိုးရိုးအောက်လမ်းမှာမရှိဘူးပေါ့နော်ဒါကကြတော့အမြန်လမ်းမှာပြတဲ့တင်ငယ်သားဖြစ်ရပေါ့နော်အဲ့ဒါကြောင့်မို့ဆမိုးမှာတော့မမေးဘူးလို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့ကြည့်လို့ကြည့်ပါပေါ့နော်မခတ်ဘူးပေါ့နော်โอเคဒီဟာဒီဒီမှာ main အနေနဲ့ပြချင်တဲ့နေရာကကြတော့ဘယ်နေရာကိုပြချင်တာလဲဆိုတော့ဒီနေရာလေးကိုပြချင်တာပေါ့နော်ဒီနေရာလေးက main ပဲသူကဒီဟာကိုဆွဲပြချင်တာပေါ့နော်အဓိကဒီဟာကိုပြချင်တာပေါ့နော်โอเคဒီဟာဒီပေါ့နော်ဒါရိုးရိုးအောက်လမ်းနေမှာမရှိဘူးပေါ့နော်အမြန်လမ်းမှာပဲရှိရပါပေါ့နော်အမြန်လမ်းမှာပဲဒီတင်ဂီတလေးဒါရှိရပါပေါ့နော်လမ်းပုံစံတော့ဒါပုံစံမျိုးမျိုးကွဲနိုင်တယ်ပေါ့နော်โอเคအဓိက main နေနေရကြတော့ဒီနေရာလေးပေါ့နော်โอเคအဲ့ဆိုဒီဟာဒီအမြန်လမ်းဖြစ်တဲ့အတွက်ကြောင့်မို့စဉ်းစားကြည့်မယ်ပေါ့နော်အမြန်လမ်းမှာဆိုရင်လမ်းနေရကြတော့ဒီအရှိန်တင်တဲ့လမ်းရှိရပေါ့နော်အရှိန်လျှော့တဲ့လမ်းရှိတယ်ပြီးတဲ့အခါကျတော့ဒီ slower traffic line ဆိုပြီးတော့အနှင်းရင် line ရှိရပေါ့နော်ပြီးတဲ့အခါကျတော့ဒီ main line ဆိုပြီးတော့ဒါရှိရပေါ့နော် အဓိက main line အကြီးပေါ့နော်ဒီ home ဆင်းရှာသူဆိုပြီးတော့အလုံးမအဲ့လိုမျိုး land တွေရှိရပေါ့နော် okay အဲ့ဒါဆိုရင်ဒီပုံကိုကြည့်လိုက်မယ်ပေါ့နော် okay ဒီပုံကိုကြည့်လိုက်မယ်ဆိုရင်ပေါ့နော် okay ဒါဒီဘက်က direction ကြီးဒီလိုပုံစံမျိုးနဲ့ဒါသွားမှာပေါ့နော် okay ဒီဘက်က direction ဒီလိုပုံစံမျိုးပေါ့နော်ဒီကတော့အလယ်မြင်ပေါ့ဒီဘက်ခြမ်းမှာဒါလမ်းကြောင်းတွေဒါရှိမှာပေါ့နော် okay အဲ့ဆိုရင်ဒီပုံကိုကြည့်မယ်ဆိုရင်ဒီကကျတော့တကယ်ဆောင်ပွဲပုံမှာကျတော့ဒါဥယူစင်းဆိုပြီးတော့ဒါမရေးထားပေးဘူးပေါ့နော်โอเคဒီဘက်ကမှာဆိုရင်ဒါကိုကြည့်လိုက်မယ်ဆိုရင်ဒါဘာလမ်းလဲလို့ထင်မယ်ပေါ့နော်ဒီ A line ကိုကြည့်လိုက်တဲ့အခါမှာ A line နေတာ main လမ်းမကြီးဆိုတာသိရပေါ့နော်ဒါပေမဲ့အဓိကအမြန်လမ်းရဲ့အဓိက main လမ်းမကြီးဆိုတာဒါသိရပေါ့နော်ပုံမှန်အဖြစ်ဒီ line ကိုကြည့်မယ်ဒီ lane ဒီမြင်းချောင်းဒီ line ကိုကြည့်မယ်ဆိုတော့ဒီ line ကကြတော့ဒါအရှိန်တင်တဲ့လမ်းကြောင်းလို့ထင်မယ်ပေါ့နော်ဒီလမ်းကြောင်းဆိုရင်ပေါ့နော်ဒါဒီဘက်မှာသွားပေါက်မှာဖြစ်တာဖြစ်တော့ကြောင့်မို့ဒီလမ်းကြောင်းဆိုရင်ဒါအများအပြည့်တော်တော်များများအရှိန်တင်တဲ့လမ်းကြောင်းဆိုပြီးတော့ဒါထင်မယ်ပေါ့နော်ဒါဒီဘက်မှာသွားပေါက်မှာဆိုတော့ပေါ့နော်โอเคဒီလမ်းကြောင်းကကြတော့ဒါအမြန်လမ်း main လမ်းမှာဆိုတာဒါသိရပေါ့နော်โอเคဒါကကျတော့ဒီ home ဆင်းဆိုတာကျတော့အမြန်လမ်း main လမ်းမှာယူပြောတာပေါ့နော်โอเคအဲ့ဆိုရင်ဒီဟာကျတော့ပုံမှန်အဖြစ်ဒါကြည့်လိုက်မယ်ဆိုရင်ဒီလမ်းကတော့ဒါအမြန်လမ်း main လမ်းမှာကြီးဒီလမ်းကတော့ဒါအရှိန်တင်တဲ့လမ်းပေါ့နော်တော့ပေါက်မှာပေါ့နော်အရှိန်တင်တဲ့လမ်းဆိုပြီးတော့ဒါထင်ကောင်းထင်လိမ့်မယ်ပေါ့နော်တကယ်တော့မဟုတ်ဘူးပေါ့နော်ဒီလမ်းကဒါ main လမ်းမှာဆိုတော့ဟုတ်တယ်ပေါ့နော်ဒါဒီလမ်းလဲဒါ main လမ်းမှာကြီးပဲဒီလမ်း main လမ်းမကြီးပေါ့နော်ဒါအရှိန်တင်တဲ့လမ်းမဟုတ်ပေါ့နော်။ဘာကြောင့်အဲ့ဒီလမ်းဒီ main လမ်းမကြီးမှန်သိတာလဲဆိုရင်ဒီသင်္ကေတလေးရှိလို့ပေါ့နော်။ Okay ဒီသင်္ကေတလေးရှိလို့ဒီသင်္ကေတလေးရှိလို့ပေါ့နော်။ Okay ဒီသင်္ကေတဒီဟာရဲ့အဓိက main point ရဲ့ဒီသင်္ကေတကိုသူပြောချင်တာပေါ့နော်။ Okay အဲ့ကြောင့်မို့ဒီလမ်းကလည်း main လမ်းမှာပဲဒီလမ်းကလည်း main လမ်းမှာပဲပေါ့နော်။ဒါဒီလမ်းဒီအရှိန်တင်တဲ့လမ်းမဟုတ်ဘူးပေါ့နော်။ဒီလမ်းလည်း main လမ်းပဲဒီလမ်းလည်း main လမ်းပဲနှစ်ခုလုံးက main လမ်းပဲကွာတိလား။အဲ့ဆိုရင်ဒီမှာဆိုရင်နှစ်ခုလုံး main လမ်းဆိုရင်ဒီဘက်လမ်းတပေါက်မှာပေါ့နော်။ Okay တယောက်ကတော့တယောက်ကိုတစ်ခုကတော့ဦးစားပေးလမ်းဖြစ်မှာပဲကွာသိတယ်မလားဦးစားပေးမလမ်းမဟုတ်ဘူးဆိုရင်နှစ်ယောက်လုံးသွားမယ်ဆိုရင်ဒီဘက်ကလာတဲ့လမ်းနဲ့တော့ပေါက်မှာဆိုတော့အကုန်လုံးတိုက်ကြမယ်နိအဲ့ဒါကြောင့်မို့ဒီလမ်းကလည်း main လမ်းမကြီးပဲဒီလမ်းကလည်း main လမ်းမကြီးပဲပေါ့နော် okay အဲ့ဆိုရင်ဘယ်လမ်းကဦးစားပေးလမ်းလဲပေါ့နော်ဒါစဉ်းစားကြည့်ပေါ့နော်ဘယ်လမ်းဦးစားပေးလမ်းဆိုရင်ဒီဘက်လမ်းမှာရှိတဲ့ကားတွေကဒီထဲကိုတော့ပေါင်းရမှာဆိုတော့ဒါတော့ပေါင်းမဲ့ကားတွေကတော့ဒါစောက်ကမှာလေဟုတ်တယ်ဟုတ်အဲ့ဒါကြောင့်မို့ဒီဘက်ကဒီဟာ main လမ်းမကြီးပေါ့နော်ဒီဟာဦးစားပေးဒီဟာဦးစားပေး main လမ်းမကြီးဖြစ်တယ်ပေါ့နော်ဒီလမ်းဒီဦးစားပေး main လမ်းမကြီးပဲဖြစ်တယ်ပေါ့နော် okay အဲ့ဒါဆိုပြောရမယ်ဆိုရင်ဒါတနည်းအားဖြင့်တပေါင်းမဲလူကဒါစောက်ကမှာပေါ့နော်တပေါင်းမဲလူကဦးစားပေး main လမ်းမှာသွားနေတာမဟုတ်ဘူးပေါ့နော်ဒါဒီသွားပေါင်းမဲလူကဦးစားပေး main လမ်းမှာသွားနေတာမဟုတ်ဘူးပေါ့နော်အဲ့ဒါဆိုရင်ကျန်တဲ့တယောက်ကဒါဦးစားပေး main လမ်းမှာဖြစ်တယ်ပေါ့နော် okay အဲ့ဒါဆိုရင်ပေါ့နော်ဒီမှာဆိုရင်အမထားလိုက်ပါအောင်ဒါ A ပေါ့နော်ဒါ A လို့ပြောထားတယ်ပေါ့နော်ဒါဆိုဒါ B ပဲထားလိုက်ပါအောင် okay ဒီမှာဆိုရင်ဒါနှစ်ခုလုံးဒီမှာဒီသင်္ကေတလေးဖြစ်တာပြတော့ကြောင့်မို့နှစ်ခုလုံးဒီဒါ main လမ်းမကြီးပဲ okay အမှဆိုရင်ဘယ်သူကဦးစားပေး main လမ်းမှာရှိရလဲပေါ့နော် okay အဲ့ဒါဆိုရင် B သမား A တွေကိုတော့ပေါက်မှာမလားအဲ့ဒါကြောင့်မို့ A သမားဒီဦးစားပေး main လမ်းမှာရှိရပါတော့ဒါဒီလမ်းကကြတော့ဦးစားပေး main လမ်းမကြီးဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီဘက်မှာရှိတဲ့ B ကားသမားဒီ A ကားသွားတာကိုအနှောက်အယှက်ပေးလို့မရဘူးပေါ့နော် A ကားသမားကိုဒါဦးစားပေးရမယ်ပေါ့နော်အဲ့ဒီအဓိပ္ပာယ်ကိုပြောတာပေါ့နော် okay အဲ့ဒါကြောင့်မို့ပြောချင်တာကဒီဟာဒီပေါ့နော်ဒီ main အနေနဲ့ဒီသင်္ကေတလေးပေါ့နော်ဒီသင်္ကေတလေးဒီဒါဘာကိုပြတာလဲဆိုတော့ဦးစားပေး main လမ်းရဲ့သင်္ကေတကိုပြတာပေါ့နော် okay main လမ်းကိုဂျပန်လိုဟွန်းစင်းရှတိုးလို့ခေါ်တာပေါ့နော်ဒီမှာရေးထားတယ်ပေါ့နော်ဟွန်းစင်းလို့ခေါ်တယ်ပေါ့နော်ဟွန်းစင်းရှတိုး main လမ်းအဲ့ main လမ်းမှာဦးစားပေး main လမ်းမှာကိုယူစင်ဟွန်ရှင်ရှတိုးလို့ခေါ်တယ်ပေါ့နော်ဦးစားပေး main လမ်းမှာ okay အဲ့ဒါကြောင့်မို့ကိုကဒီသင်္ကေတလေးမြင်နေဆိုရင်ဒါဦးစားပေး main လမ်းမှာကိုပြတဲ့သင်္ကေတလေးဖြစ်တယ်ပေါ့နော်အဲ့မှာဘယ်ဟာဦးစားပေးလမ်းနဲ့ဆိုတာကကျတော့ကိုယ့်ဘက်ကိုစုံဖြတ်ပေါ့နော်တော့ပေါက်မဲ့လူကတော့ဒါစောက်ကမယ်ပေါ့နော် okay အဲ့ဒါဆိုရင်ကျန်တဲ့လမ်းကကျတော့ဦးစားပေးလမ်းပေါ့နော်ဒါကကျတော့ဦးစားပေးလမ်းစာမိုးမှာကျတော့ဒီပုံထဲမှာပေါ့နော်ဒီမှာယူစင်ဆိုပြီးတော့ဒါမရေးပြတာဘူးပေါ့နော်
ဒီစာမပါဘူးပေါ့နော်ဒီဘက်မှာ P ကားပေးခြင်းပေးရမယ်ပေါ့နော်ကားနာမည် P ကားပေးရမယ်ပေါ့နော်ဆောင်းဘုတ်မှာကျတော့သူဘယ်လိုမိတက်လဲဆို P ကားသမားဒီ A ကားသမားသွားတာပေါ့နော်အနောက်ဆက်ပေးလို့မရဘူးဆိုပြီးတော့ဒါမိတက်တယ်ပေါ့နော်ဆိုရင်ဒါမှန်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင် A ကကျတော့ဦးစားပေးမိန်းလမ်းမကြီးမှာသွားနေတာဖြစ်လို့ပေါ့နော်အဲ့ဒါဆောင်းဘုတ်မှာ A ရှာဝါတဲ့ဒီ B ရှာနော်ရှင်းလို့ပေါ့နော်ဆာမသာခေတေဝါကဲမဆိုင်ပေါ့နော်အနောက်ဆက်ပေးလို့မရဘူးလို့ပြောတယ် A ကားသမားဒီ B ကားသွားနေတာအနောက်ဆက်ပေးလို့မရဘူးလို့ပြောရင်မှားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတဲ့အခါကျတော့နှစ်ယောက်လုံးကတော့သူတို့ဒီဒါမိန်းလမ်းမကြီးမှာသွားနေတာပဲဒါပေမဲ့ B ကားသမားတော့ပေါက်မှာဖြစ်တော့ကြောင့်မို့ B ကားသမားဆောက်ကမယ် A ကားသမားဦးစားပေးမိန်းလမ်းမကြီးပေါ်မှာဒါရှိရပါတော့โอเคဒါနားလည်အောင်ရှင်းပြပေးတာပေါ့နော်အဲ့ဆိုရင်ဒီတင်ငေသားကိုမြင်နေဆိုရင်ဒါဦးစားပေးမိန်းလမ်းမယူပြတဲ့တင်ငေသားဖြစ်တယ်မိန်းလမ်းမကိုယူစင်းရှာတိုလို့ခေါ်တယ်မိန်းလမ်းမကိုကကျတော့ဒီဟွန်းစင်းရှာတိုလို့ခေါ်တယ်ဦးစားပေးကယူစင်းလို့ခေါ်တယ်အဲ့ဒါကြောင့်မို့ဒီတင်ငေသားကိုမြင်ရင်ယူစင်းဟွန်းစင်းရှာတိုပေါ့နော်ဦးစားပေးမိန်းလမ်းမကြီးဆိုပြီးတော့သိရမယ်ပေါ့နော်โอเคအမှဒါတော့ပေါက်မဲ့လူကစောက်ကမှာပေါ့နော်ဂျန်တဲ့တစ်ခုကတန်းတန်းသွားနေတယ်ဂျန်တဲ့သူ့လန်သူသွားနေတယ်ဂျန်တဲ့တစ်ခုကတော့ဒါဦးစားပေးမိန်းလမ်းမကြီးပေါ်မှာရှိရပါတော့โอเคအဲ့ကြောင့်မို့သူကစာထဲမှာဘယ်လိုရှင်းပြတာလဲဆိုတော့ကိုလျူစုတူတဲ့ဇင်ပူနော်ဟွန်စင်ရှာတိုကယူစင်တူရိုတဲ့အာရုခုတိုတဲ့ရှိမဲစုတဲ့ကိုလျူစုတူဆိုတာပေါင်းတာကိုပြောတာပေါ့နော်ကိုလျူဆိုတာပေါင်းတာပေါ့နော်ဒီကိုလျူစုတူတဲ့ပေါင်းမဲတဲ့ဇင်ပူဆိုတာအရှိရပေါ့နော်ဟွန်စင်ရှာတိုတဲ့မိန်လန်ကတဲ့ကိုတော့ပေါင်းမဲပေါ့နော်အရှိရမိန်လန်ကမှာဆိုရင်ပြီးပဲထားပါအောင်โอเคဒါ B ကသမတီသွားပြီးတော့ဒါတော့ပေါင်းမယ်လေဒီဘက် A တဲ့ဘက်ကိုတော့ပေါင်းမှာမလားအဲ့ဒါကြောင့်မို့ဒီတော့ပေါင်းမဲတဲ့အရှိရပေါ့နော်တော့ပေါင်းမဲအရှိရတဲ့ဒီ main လမ်းမကြီးရတဲ့ယူစင်သူတို့ပေါ့နော်ဦးစားပေးလမ်းဖြစ်တယ်ဆိုတဲ့ဟာကိုတဲ့အရှိမဲဆိုတဲ့ဖော်ပြတာဖြစ်ပါတယ်တဲ့ကိုတော့ပေါင်းမဲ့ဒီအရှိရ main လမ်းမကြီးရဒီတင်္ကေတလေးဆိုတာကကိုတော့ပေါက်မဲ့အရှိရာဒီမိန်းလမ်းမကြီးကဦးစားပေးလမ်းဖြစ်တယ်ဆိုတဲ့ဟာကိုတဲ့ဖော်ပြတဲ့တင်္ကေတဖြစ်ပါတယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒီဟာကျတော့ဆောင်းမမှာဘယ်လိုမေးတက်လဲဆိုတော့ပေါ့နော်ခိုနောဟျောကြီးကယူစင်ဟွန်စင်ရှာတူနော်ဟျောကြီးတဲ့ဆိုလို့ပြောလာခဲ့ရင်ဒါမှန်တယ်ပေါ့နော်နောက်တစ်ခုဒီမှာဆိုရင်ပြီးတာပြီးတော့ပေါ့နော်ဒါဆိုရင်ဒီတင်္ကေတရှိရလာမှာဆိုရင်ပီကားသမားတွေအရင်တွားလို့ရပါသည်ဆိုပြီးတော့ပြောရင်ဒါမှားတယ်ပေါ့နော်ဒါ A ကသမားတွေအရင်တွားရမယ်ပေါ့နော်ဒီတင်္ကေတရှိရလာမှာပီကားသမားတွေ A ကတွားတော့နှောက်ဆက်ပေးလို့မရဘူးလို့အဲ့လိုမျိုးပြောရဲဆိုရင်ဒါမှန်တယ်ပေါ့နော်ဘာလို့ဆိုပီကားသမားက A ကသမားကဦးစားပေးလမ်းမပေါ်မှာရှိရဖြစ်တော့ကြောင့်မို့ပီကားသမားကဒါစောက်ကမယ်ပေါ့နော်အဲ့ကြောင့်မို့ main အနေနဲ့ပြောချင်တာဒီနေရာလေးပေါ့နော်ဒီတင်္ကေတလေးမြင်နေဆိုတာနဲ့ဒါကိုကကြတော့ဒါဦးစားပေး main လမ်းမကြီးဆိုတာဒါသိရမယ်ပေါ့နော်ဒါနှစ်ခုတည်းကတစ်ခုကတော့ဒါဦးစားပေး main လမ်းမကြီးဖြစ်တယ်ပေါ့နော် okay အဲ့မှာကိုကတော့ပေါင်းမဲ့လို့ဆိုရင်တော့ကိုကဦးစားပေးလမ်းမပေါ်ကလူမဟုတ်ဘူးပေါ့နော်အဲ့ကြောင့်မို့ကိုကစောက်ကမယ်ပေါ့နော်အဲ့ကြောင့်မို့ဒီတင်္ကေတဆိုတာကြတော့ဘာကိုပြချင်တာလဲဆိုတော့တပေါင်းမဲ့အရှိရ main လမ်းမကြီးရတဲ့ဦးစားပေးလမ်းဖြစ်တယ်ဆိုတဲ့ဟာကိုပေါ့နော်ဖော်ပြတာပေါ့နော်ကိုတော့ပေါင်းမဲ့အရှိရဒီ main လမ်းမကြီးကဦးစားပေးလမ်းဖြစ်တယ်ဆိုတာကိုဖော်ပြတဲ့တင်္ကေတဖြစ်ပါတယ်ပေါ့နော် okay အဲ့ဒါကိုတကယ်ပုံနဲ့ပြမယ်ပေါ့နော်ပုံနဲ့ပြပေးမယ်ပေါ့နော်โอเคနောက်တစ်ခုဒီပုံကိုပြလာပြီးတော့ဗောနော်ဒီတင်္ကေတတည်တဲ့ဒါဇင်ပိုယူစင်သူတို့ရဲ့တင်္ကေတဖြစ်တယ်ဆိုပြီးတော့ပြောလာခဲ့မှားတယ်ဗောနော်အရှိရလန်ဒီဟေးဗောနော်ဒါဒီဦးစားပေးလန်ဖြစ်ပါသည်လို့ပြောလာခဲ့ရဆိုရင်ဒါမှားတယ်ဗောနော်ဒီတင်္ကေတဒီဇင်ပိုယူစင်သူတို့ရဲ့တင်္ကေတမဟုတ်ဘူးဗောနော်ယူစင်ဟွန်ရှင်းစသူရဲ့တင်္ကေတဗောနော်အဲ့ဒါမမှားစေနဲ့ဗောနော်โอเคအဲ့ဆိုရင်ပုံနဲ့ပြပေးမယ်ဗောနော်ဒါအမြန်လန်းပေါ့နော်အမြန်လန်းโอเคဒါခုနပြောတဲ့ဒီသင်္ကေတလေးပေါ့နော်โอเคဒီသင်္ကေတလေးဒါခုနကကျတော့ဆွဲတဲ့ပုံနဲ့မတူဘူးเนาะဒါပုံစံတလိုမျိုးโอเคဒီသင်္ကေတလေးဒီသင်္ကေတကိုမြင်နေဆိုတာနဲ့ကိုကခေါင်းထဲမှာဒီမှာဆိုစတယ်မြေးပြတာပေါ့နော်ဒီသင်္ကေတကိုမြင်နေဆိုတာနဲ့ကိုကကျတော့ဒါဦးစားပေး main လမ်းမရေးသင်္ကေတကိုဖော်ပြတာဂျပန်လုံးဆိုရင်main လမ်းမရေးကကျတော့ဒီဟွန်စင်ရှာတိုလို့ခေါ်တယ်ပေါ့နော်ဦးစားပေးကယူစင်လို့ခေါ်တယ်ပေါ့နော်โอเคအဲ့ဆိုဒီသင်္ကေတကိုမြင်ဒီသင်္ကေတဒီယူစင်ဟွန်ရှင်းရှာတိုရဲ့သင်္ကေတပေါ့နော်โอเคအမမဒါသိသွားပြီပေါ့နော်ဒါသူလည်း main လမ်းပဲဒီကားကလည်းဒါအချိန်တင်နဲ့လာမဟုတ်ဘူးနော်ဒါသူလည်း main လမ်းပဲ okay ဒီမှာ P ကားကလည်းသူလည်း main လမ်းပဲပေါ့နော် okay အမမဘယ်ကားကအရင်သွားရမလဲပေါ့နော်ဘယ်ကားအရင်သွားရမလဲဆိုတော့ A ကားကသွားပြီးတော့ပေါက်မှဖြစ်တာဖြစ်တဲ့ကြောင့်မို့ P ကားသမားကဒါအရင်သွားရတယ်ပေါ့နော်အဲကြောင့်မို့ A ကားသမားဒီ P ကားသမားကိုနှောက်ယှက်ပေးလို့မရဘူးဆိုရင်ဒါမှန်တယ်ပေါ့နော်ဒီ B ကားသမားဒီ A ကားသမားကိုနှောက်ယှက်ပေးလို့မရဘူးလို့ပြောတယ်ဆိုရင်ဒါမှားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ A ကကျတော့ပေါင်းမဲ့လူဖြစ်တာဖြစ်တဲ့ကြောင့်မို့B ကကျတော့သူကဦးစားပေးလက်မှတ်သွားနေရဖြစ်တဲ့ကြောင့်မို့ဒီ B ကိုဒါအနှောက်ယှက်ပေးလို့မရဘူးပေါ့နော်။ Okay အဲ့ဒါဆိုမှဒါဒီဟာလေးပေါ့နော်ဒါဒီဟာကိုမြင်နေဆိုတာနဲ့ဒါဦးစားပေး main လောက်မှကြီးဆိုပြီးတော့ဒါသိရမယ်သိရမယ် okay အဲ့ဒါကြောင့်မို့ A ကားသမားဒီတော့ပေါင်းမှာမို့လို့ဒါကိုကစောက်ကမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူကဒီကိုတော့ပေါင်းမဲတဲ့ဒီအရှိရပေါ့နော်။ဒီ main လက်မှကြီးကဦးစားပေးလမ်းဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်ဖော်ပြတဲ့တင်ကြီးတာဖြစ်လို့ပေါ့နော်။ Okay ဒီလောက်ဆိုနားလည်မယ်လို့ထင်တယ်ပေါ့နော်။ဒီနံပါတ်73ပေါ့နော်ဒီနံပါတ်73ကကျတော့သူကဘာပြောရလဲဆိုတော့ရှင်ကိုဟိုကိုဘက်စ်စကိုခုပုံပေါ့နော်
ရှင်ကိုဆိုတာကကျတော့တွားရမယ်ပေါ့နော်ဟိုကိုဆိုတာဒါတိုင်ရှင်ပေါ့နော်တွားမဲ့ဒါတိုင်ရှင်ပေါ့နော်ဘဲဆိုဆိုတာအတီးတီးပြောမှဆိုဒီတွားရမဲ့ဒါတိုင်ရှင်အတီးတီးရဲ့စုခုခုပုံပေါ့နော်တွားရမဲ့နေရာလေးကိုညွှန်ပြနေတယ်သင်္ကေတလေးပေါ့နော်โอเคဒီသင်္ကေတတွေပေါ့နော်ရှင်ကိုဟိုကိုဘဲဆိုဆိုတာကရှင်ကိုဆိုတာတွားတာပေါ့နော်ဒါရှင်ကိုဟိုကိုဆိုတာတွားရမဲ့ဒါတိုင်ရှင်ပေါ့နော်ဘဲဆိုဆိုတာအတီးတီးတွားရမဲ့ဒါတိုင်ရှင်အတီးတီးဒီမှာဆိုရင်ဘဲရှိမယ်တန်းတန်းရှိမယ်ဘဲရှိမယ်တန်းတန်းရှိမယ်ညာရှိမယ်ပေါ့နော်โอเคအဲ့လိုမျိုးကိုတွားရမဲ့ဒါတိုင်ရှင်အတီးတီးရဲ့ပေါ့နော်စုကိုခုပုံကကျတော့တွားရမယ့်နေရာလေးကိုညွှန်ပြတာပေါ့နော်ဘယ်ချိုးမဲ့ဆိုဒီနေရာတန်းတန်းနဲ့ဘယ်နဲ့ဆိုရင်ဒီနေရာတန်းတန်းဆိုရင်ဒီနေရာညာဆိုရင်ဒီနေရာပေါ့နော်အဲ့လိုမျိုးကိုတွားရမယ့်ဒါတိုင်းရှင်တီရဲ့တွားရမယ့်နေရာလေးကိုညွှန်ပြတဲ့သင်္ကေတလေးဖြစ်တယ်ပေါ့နော်ဒီသင်္ကေတကကျတော့ပမာပဲရှိရလဲဆိုတော့လမ်းစုံတွေမှာပဲရှိရပါတော့โอเคအဲ့ဒါဆိုတော့ဖတ်ကြည့်ကြည့်မယ်ပေါ့နော်ပြောမယ်ဆိုရင်ဒီမှာဆိုရင်ဘယ်ပြတာဖြစ်တာတို့ကြောင့်မို့ဘယ်သမားတွေပဲဒီလမ်းကျောကတွားလို့ရတယ်ပေါ့နော်တန်းတန်းသမားတွေဒီလမ်းကျောကတွားလို့မရအောင်ဆိုတဲ့သင်္ကေတပေါ့နော်ဒီမှာတရားပြတာဖြစ်တဲ့ကြောင့်မို့ညာသမားတွေကဒီလမ်းနဲ့ဝင်တွားလို့မရအောင်ပေါ့နော်ဒါတန်းတန်းသမားနဲ့ဘယ်သမားတွေပဲဒီလမ်းကျောနဲ့ဝင်တွားလို့ရတယ်ပေါ့နော်ဒါကြောင့်မို့ဒါဒီတန်းတန်းတစ်ခုလည်းပြတာဖြစ်တဲ့ကြောင့်မို့ဒီလမ်းကျောထဲမှာဆိုဘယ်ချိုးမဲ့သမားတွေနဲ့ညာချိုးမဲ့သမားတွေဝင်တွားလို့မရအောင်ပေါ့နော်โอเคဒါဆိုလည်းညာပြတာဖြစ်တဲ့ကြောင့်မို့ဒီလမ်းကျောထဲမှာညာသမားပဲတွားလို့ရမယ်တန်းတန်းသမားနဲ့ဘယ်သမားတွေတောင်ဝင်တွားလို့မရဘူးပေါ့နော်အဲကြောင့်မို့ဒီတွားမဲ့တဲ့ရှင်အတီတီရဲ့ကိုတွားမဲ့နေရာလေးညွှန်ပြတာတဲ့သင်္ကေတလေးဖြစ်တယ်ပေါ့နော်交差点で進行する方向ベースの走行区分を示し、ねぼの示し、車は指定された車両速帯を速行しなければならないで、交差点でぼのလမ်းစုံမှာโอเคဒါဒီဒါလမ်းစုံမှာပေါ့နော်လမ်းစုံမှာ進行するဆိုတာတွားမဲပေါ့နော်ဒါကိုတွားမဲပေါ့နော်တွားရမဲတဲ့ 方向ベースဆိုတာဒါတိုင်ရှင်အတီးတီးပေါ့နော်လမ်းစုံမှာကိုတွားရမဲဒါတိုင်ရှင်အတီးတီးရဲ့တဲ့စုပ်ကိုခုပုံးဆိုတာဒီတွားမဲနေရာလေးကိုပေါ့နော်တွားရမဲအပကန့်လေးတွားရမဲအပိုင်းလေးပေါ့နော်တွားမဲနေရာလေးကိုတဲ့ရှိမဲရှိတဲ့ညွှန်ပြနေတာဖြစ်ပါတယ်တဲ့ညွှန်ပြပြီးတော့တဲ့ခရုမဝါတဲ့ကားတွေဒီတဲ့ရှီသိန်းစတဲ့တာပေါ့နော်သူတတ်မှတ်တာတဲ့သူညွှန်ပြတာတဲ့သူတတ်မှတ်တာတဲ့သူညွှန်ပြတာတဲ့ရှာလျောစုကိုတိုင်ဆိုတော့ကားလမ်းကြောင်းပေါ့နော်သူတတ်မှတ်တာတဲ့သူညွှန်ပြတာတဲ့ကားလမ်းကြောင်းကိုတဲ့စုကိုရှင်နာခေပါနာနာနာကြီးတဲ့တွားမရပါမယ်တဲ့မတွားလို့မရပါဘူးတဲ့လမ်းစုံမှာပေါ့နော်ဒီကိုတွားရမယ့်ဒါလည်းရှင်တီရဲ့တွားရမယ့်နေရာလေးကိုတဲ့ညွှန်ပြနေပြီးတော့တဲ့ဒါကားတွေဒီပေါ့နော်သူတတ်မှတ်တာတဲ့ပေါ့နော်ကားလမ်းကြောင်းကနေပြီးတော့တဲ့တွားမရပါမယ်တဲ့မတွားလို့မရဘူးတဲ့ဘယ်ပြတာရင်ဘယ်သမားဒီလမ်းကျော်တွားရမယ်တန်းတန်းနဲ့ဘယ်နဲ့လမ်းကျော်မှာဆိုရင်တန်းတန်းနဲ့ဘယ်သမားတွေပဲတွားရမယ်ဒီတန်းတန်းလမ်းကျော်မှာဆိုတန်းတန်းသမားတစ်ခုပဲတွားလို့ရမယ်ညာလမ်းကျော်မှာဆိုညာချိုးမဲ့လူတစ်ခုပဲတွားလို့ရမယ်ပေါ့နော်အဲ့လိုမျိုးကားတွေဒီသူတတ်မှတ်တာတဲ့ကားလမ်းကျောင်းကနေပြီးတော့တွားမရပါမယ်တဲ့မတွားလို့မရဘူးဆိုတဲ့ဟာကိုဒါပြတဲ့သင်္ကေတလေးဖြစ်တယ်ပေါ့နော်โอเคဒီအားကျတော့ဆောင်းဖို့မှာဘယ်လိုမေးတက်လဲဆိုတော့ဒီပုံလေးကနေပြီးတော့တစ်ခုကိုပဲဖြတ်ပြီးတော့ပေါ့နော်ဒီဘယ်ချိုးတဲ့တင်ငေတာတစ်ခုအပုံလေးကိုပဲဒီလိုပဲဖြတ်ပြီးတော့ပေါ့နော်โอเคဒါဒီတင်ငေတာရှိရဲ့လမ်းမှာဆိုရင်ဒါကားတွေဒီပေါ့နော်ဒါညာချိုးလို့ရပါသည်ဆိုပြီးတော့ဒါမေးတက်တယ်ပေါ့နော်အဲ့လိုမျိုးစင်တာမှားတယ်ပေါ့နော်ဒီတင်ငေတာရှိရဲ့လမ်းမှာကားဒီဘယ်တစ်ခုပဲဒါချိုးလို့ရတာပေါ့နော်โอเคဒီလိုမျိုးနောက်တစ်ခုဒီဟိုပဲဒီလိုလေးခွဲမေးမယ်ပေါ့နော်โอเคဒီတင်ငေတာရှိရဲ့လမ်းမှာကားတွေဒီပေါ့နော်တန်းတန်းသွားလို့ရပါသည်လို့ပြောလာခဲ့တယ်ဆိုရင်မှန်တယ်ပေါ့နော်ညာချိုးလို့ရပါတယ်လို့ပြောတယ်ဆိုရင်တော့ဒါမှားတယ်ပေါ့နော်အဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲ့လိုမျိုးလေးမေးတက်တယ်ပေါ့နော်နံပါတ်14ပေါ့နော်နံပါတ်14ကတော့ဒါကတော့မီလီမီတာမရှိဘူးပေါ့နံပါတ်14ကဒီသင်္ကေတကျတော့သူကဘာပြောရလဲဆိုတော့ဥဆဆဲဆိုတော့ဟိုတဲ့ဥဆဲဆိုဆိုတာညာချိုးတာပေါ့နော်ဆဆဲဆိုဆိုတာဘယ်ချိုးတာပေါ့နော်ဥဆဆဲဆိုတော့ဘယ်ညာချိုးတာပေါ့နော်ဘယ်ညာချိုးတဲ့ဟိုကကျတော့နီလန်ပေါ့နော်ဘယ်ညာချိုးတဲ့နီလန်ပေါ့နော်โอเคသူကကျတော့လက်ရှိဒီမှာကကျတော့မဆန့်လို့လာတော့မပြောတတ်ဘူးပေါ့နော်သူကညာချိုးတဲ့ပုံတွေကိုပဲသူပြတာပေါ့နော်တကယ်ကကျတော့ဘယ်ချိုးတဲ့ပုံတွေရှိရပေါ့နော်ဒါဒီပုံတွေဆိုရင်တော့ဒါညာချိုးတဲ့ပုံတွေဟာတွေပဲပေါ့နော်ဒီမှာဆိုညာချိုးမဲ့ဆိုရင်ဒါဒီလိုပုံစံမျိုးနဲ့ဒါအဝိုင်းပတ်လန်းပေါ့နော်အဲ့လိုမျိုးဒီမှာဆိုရင်ညာချိုးမဲ့ဆိုရင်ဒီလိုပုံစံမျိုးနဲ့ညာချိုးတာပေါ့နော်ဒီလိုပုံစံမျိုးနဲ့ဒီကနေညာချိုးတာပေါ့နော်ဒါဆိုရင်ဒီလိုမျိုးအဝိုင်းအောင်ပတ်ပြီးတော့ပေါ့နော်ဒါညာချိုးတဲ့နီးလန်းပေါ့နော်ဘယ်ချိုးတဲ့နီလန်းရှိသေးတယ်လမ်းတွေပုံတွေအများကြီးပဲဆွဲရပြီးတော့ဒီလိုဘယ်ဘက်ကိုပြတာလဲတင်ဂီတာလေးပေါ့နော်အဲ့လိုဘယ်ချိုးတဲ့ဟာလည်းရှိရဒီစာအုပ်တွေမှာတော့မပြတာဘူးပေါ့နော်โอเคဒီမှာကျတော့သူဥမာအနေနဲ့ပြတာဒါညာချိုးတဲ့ဟာတွေပဲပြတာပေါ့နော်ဒါပေမဲ့ခေါင်းစဉ်ကြီးကတော့ဒါဘယ်ညာချိုးတဲ့ဟာပေါ့နော်တူတူပဲသူဘယ်ညာချိုးရဲဆိုပြီးတော့ခေါ်တယ်ပေါ့နော်ဒါဘယ်ညာချိုးတဲ့နီးလန်းတွေပေါ့နော်โอเคစာပတ်ကြည့်ကြမယ်ပေါ့နော်ခရုမကားတဲ့ကားတွေကတဲ့ခိုးဆက်တင်တဲ့ဥဆဆေဆိုစရုတို့ဖြစ်နေတဲ့စုကိုရှိနာခေတဲ့ဘာနာရာနာရီတဲ့ဘုဘုံဟိုတဲ့ရှိမဲဆိုတဲ့ခရုမကားတဲ့ကားတွေကပေါ့နော်ခိုးဆက်တင်တဲ့ဆိုတာလမ်းစုံမှာတဲ့ဥဆဆေဆိုစရုတို့ဖြစ်နေတဲ့ဘယ်ညာချိုးတဲ့အခါပေါ့နော်ကားတွေကလမ်းစုံမှာဘယ်ညာချိုးတဲ့အခါမှာတဲ့စုကိုရှိနာခေတဲ့ဘာနာရာနာရီတွားမရမယ်ပေါ့နော်မတွားလို့မရတဲ့ဘုဘုံပေါ့နော်နေရာလေးကိုတဲ့ရှိမဲဆိုတဲ့ညွှန်ပြနေတာဖြစ်ပါတယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเค
ဒါဒီသင်္ကေတတွေဒီဒါပညာချိုးတဲ့နီလန်းတွေရဲ့သင်္ကေတတွေဖြစ်တယ်ပေါ့နော်ဥမာတပုံလေးပြတာလည်းအဲ့ဒါပဲပေါ့နော်ဥမာ၄ပုံလုံးပြတာလည်းအဲ့ဒါပဲဥမာတပုံချင်းစီခွဲပြပြီးတော့လည်းဒါမေးလို့ရတယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒါဒီသင်္ကေတတွေအကုန်လုံးဒီဒါပညာချိုးတဲ့အခါရဲ့နီလန်းတွေဖြစ်တယ်ပေါ့နော်โอเคအဲ့ကြောင့်မို့ကားတွေဒီတဲ့လမ်းစုံမှာပညာချိုးတဲ့အခါမှာဆိုရင်တော့တဲ့ဒါသူတို့သွားမရမယ်မသွားလို့မရတဲ့နေရာလေးကိုပြတာပေါ့နော်မြားလေးကိုဒီတိုင်းပြရတယ်ဆိုရင်ဒါဒီပုံစံတိုင်းညာချိုးရမယ်ပေါ့နော်မြားလေးကိုဒီလိုပြရတယ်ဆိုရင်ပေါ့နော်ဒါဒီပုံစံတိုင်းညာချိုးရမှာပေါ့နော်အဲ့ဒါဒီပုံစံတိုင်းမြားပြရတဲ့အတိုင်းမြားပြရတဲ့နေရာအတိုင်းသွားပြီးတော့ညာချိုးရမယ်မြားပြရတဲ့နေရာအတိုင်းကိုသွားပြီးတော့ပေါ့နော်လိုညာချိုးရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ကြောင့်မို့ဒီသင်္ကေတဒီအဓိကအဖြစ်မှာခေါင်းစဉ်ကြီးတစ်ခုမှတ်တိုင်းရပြီပေါ့နော်ဒါဘယ်ညာချိုးတဲ့နီလန်းဆိုပြီးတော့မှတ်တိုင်းရပြီပေါ့နော်ဘယ်ညာချိုးတဲ့ဒီသင်္ကေတဒီဘယ်ညာချိုးတဲ့နီလန်းရဲ့သင်္ကေတဖြစ်ပါတယ်အဲ့ကြောင့်မို့ကားတွေဒီလမ်းစုံမှာဘယ်ညာချိုးတဲ့အခါမှာသွားမရမယ်ပေါ့နော်မကိုသွားမရမယ်မသွားလို့ရသွားမရမယ်ပေါ့နော်သွားမရမယ်ပေါ့နော်မသွားလို့မရတဲ့နေရာလေးကိုပေါ့နော်ညွှန်ပြနေရပါတော့အဲ့နေရာလေးဆိုရင်ဒီမျှပြလာတဲ့နေရာလေးပေါ့နော်ဒီပုံမှာဆိုရင်ဒီနေရာအဲ့ဒါဒီပုံမှာဆိုရင်ဒါဒီနေရာပေါ့နော်โอเคဒါဒီပုံမှာဆိုရင်ဒါဒီနေရာလေးအတိုင်းပေါ့နော်ဒီနေရာလေးအတိုင်းပတ်ပြီးတော့ဒါညာချိုးရမယ်ပေါ့နော်ဒါဒီပုံမှာဆိုရင်ဒီလိုမျိုးပေါ့နော်โอเคအဲ့လိုမျိုးဟာဟုတ်တယ်ဒါဖော်ပြတာဖြစ်ပါတယ်ဆိုပြီးတော့ဒါပြရတယ်ပေါ့နော်โอเคနောက်တစ်ခုနံပါတ်15နံပါတ်15ကကြတော့နံပါတ်15ကကြတော့သူကကြတော့ဒီသင်္ကေတပေါ့နော်ဒီသင်္ကေတမှာသူက main အနေနဲ့ကကြတော့ဘယ်နေရာကိုပြောချင်တာလဲဆိုတော့ဒီဟာကိုပြောချင်တာပေါ့နော်အဓိက main အနေနဲ့ main အနေနဲ့ကဒီဟာကိုပြောချင်တာပေါ့နော်ဒီသင်္ကေတကတော့ဒီနေရာမှာအမျိုးမျိုးချိန်လို့ရတယ်ပေါ့နော် okay main အနေနဲ့ဒီသင်္ကေတကိုပြောချင်တာပေါ့နော်ဒီသင်္ကေတကကြတော့ဘာသင်္ကေတကိုပြောရလဲဆိုတော့ ORD ပေါ့နော်ပြီးဆုံးသွားပါပြီဆိုတဲ့သင်္ကေတကိုဒါပြောတာပေါ့နော်ဒါရှေ့မှာခန်းနှစ်မှာသင်ခဲ့တယ်ပေါ့နော်ဥမာဒီသူ့ကိုစိုင်းပုံးနဲ့ပြတာရှိရပေါ့နော်ဒီဟာကိုစိုင်းပုံးနဲ့ပြတယ်ဆိုရင် ORD ကိုစိုင်းပုံးနဲ့ပြတယ်ဆိုရင်မြကိုဒီဘက်ကိုလှည့်တာပေါ့နော်ပြီးတဲ့အခါကျတော့နောက်ဒီအဝိုင်းလေးမှာပေါ့နော်အဖြူရောင်ဝိုင်းလေးမှာအပြာရောင်နှစ်ချောင်းလေးနဲ့ပေါ့နော်ဒီလိုမျိုးလေးပြတဲ့ဒါစိုင်းဘိုးဆိုလဲ ORD ဆိုတဲ့စိုင်းဘိုးပေါ့နော်โอเคအဲ့ဒါကိုစိုင်းဘိုးနဲ့မပြဘဲနဲ့သင်္ကေတနဲ့ပြမယ်ဆိုရင်ဒီလို0ရဲ့အလယ်ထဲမှာဒီလိုအချောင်းလေးနဲ့ချစ်ပြီးဒီပုံစံလေးဆွဲရပေါ့နော်ဒီပုံစံအတိုင်းပေါ့နော်ဒါဆိုရင်လည်းဒါ ORD ဆိုပြီးတော့ပြီးဆုံးသွားပါပြီဆိုတဲ့ဟာသင်္ကေတကိုဒါပြတာပေါ့နော်ပြောမယ်ဆိုရင်ဒါအကူစိုင်းဘိုးပေါ့နော်အခုဆိုင်ဖို့ဆိုတော့ဒါဟိုကြောပေါ့နော်ဒါဆိုရင်ဒါအခုတင်ကေတာလေးပေါ့နော်အခုတင်ကေတာလေးဒါပြီးဆုံးသွားပါပြီဆိုတဲ့ဟာမြားကိုဒီဘက်ပြတဲ့ဟာနဲ့ဒီဟာနဲ့အတူတူပဲပေါ့နော်အဲ့ဒါစာမျက်နှာဘယ်လောက်မှတင်ခဲ့တာလဲဆိုတော့စာမျက်နှာ18မှာပေါ့နော်စာမျက်နှာ18ကစာမျက်နှာ18စာမျက်နှာ18ကစာမျက်နှာ18ကနံပါတ်18စာမျက်နှာ18ကနံပါတ်8နဲ့တူတူပဲလှမ်းကြည့်ကြည့်တိုက်ပေါ့နော်โอเคအဲ့ဒါဒီဟာ ORD ပေါ့နော်ပြီးဆုံးတော့ပါပြီဆိုတဲ့သင်္ကေတလေးကိုဒါပြောတာပေါ့နော်အဲ့ဒါကို तू ကကြတော့ဆိုင်းပုံးနဲ့မပြဘဲနဲ့သင်္ကေတပြမယ်ဆိုရင်ဒီလိုမျိုး0ပုံစံမျိုးဒီလိုမျိုးလေးဆွဲရတယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကပြောမယ်ဆိုရင်ဒီဟာအခုသင်္ကေတပေါ့နော်အခုသင်္ကေတကသူ့တယောက်တည်းတွဲသုံးသူ့တယောက်တည်းသုံးလို့မရဘူးပေါ့နော် तू က main ဆိုင်းပုံးနဲ့တွဲသုံးရတာလို့ဒါအရှိမသင်ခဲ့တယ်မလားအားကြောင့်မို့အောက်မှာ main ဆိုင်းပုံးတစ်ခုခုပါမယ်ပေါ့နော်โอเคအဲ့ဒီ main ဆိုင်းပုံးအရာသတ်မှတ်ထားတဲ့ဒီစီမင်းစီကနေကပြီးဆုံးသွားပါပြီဆိုတဲ့အဓိပ္ပာယ်ကိုဒါဖော်ပြနေတာပေါ့နော်သူရဲ့အဓိပ္ပာယ်ကပေါ့နော်โอเคအဲ့ဒါဆိုရင်အဲ့ဆိုရင်ပေါ့နော်ဒါဒီသင်္ကေတပေါ့နော်ဒါဒီပုံပေါ့နော်ဒီပုံကကျတော့သူကဘာကိုပြောချင်တာလဲဆိုတော့ ORD ပေါ့နော်ပြီးဆုံးသွားပါပြီဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်โอเคအဲ့ဆိုရင်ဒီအောက်မှာကျတော့ဒီဟာကကျတော့ဒီ main site မေးဆိုင်ဘုတ်ကကျတော့အမျိုးမျိုးပြောင်းနိုင်တယ်ပေါ့နော်။ Okay အဲ့ဆိုဒီမှာဆိုဒီပုံစံနဲ့ပြန်လာတယ်ပေါ့နော်။ဒီပုံစံကျတော့တင်းကိုက်ခေရှိပေါ့နော်။ပြန်လှည့်တာကိုတားမြစ်တာတယ်ဆိုတဲ့သင်္ကေတပေါ့နော်။အဲ့ကြောင့်မို့ဒီရဲ့အဓိပ္ပာယ်ကကျတော့ပြန်လှည့်တာကိုတားမြစ်တာတယ်ဆိုတဲ့သင်္ကေတဒီပေါ့နော်။ဒီနေရာမှာတင်ပြီးွားပြီဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့နော်။ Okay အဲ့ဆိုဒါဒီနေရာကနေပြီးတော့စပြီးတော့ကားတွေကားငယ်ကွေးပြန်ကွေးချိန်ပေါ့နော်တင်ကိုက်တို့ U-turn တို့လှုပ်ချင်လှုပ်လို့ရပြီဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့နော်အဲ့ကြောင့်တနည်းအားဖြင့်ပြောရမယ်ဆိုရင်ဒီပေါ့နော်ဒီစီမင်းစည်းကမ်းတင်ကေတာတွေနဲ့ဖော်ပြလာတဲ့စီမင်းစည်းကမ်းတွေကပြီးဆုံးသွားပါပြီဆိုတဲ့ဟာကိုပေါ့နော်ဖော်ပြတဲ့အဓိပ္ပာယ်သာဖြစ်တယ်ပေါ့နော်โอเคအဲ့ဆိုဒါဖတ်ကြည့်ကြည့်မယ်ပေါ့နော်키세효지가 래 효지 수두래 코수 키세 노래 쿠칸 노래 오와리 오래 심메수 래ဒီပုံမှာဆိုရင်တော့ဗောနော်တင်းကိုက်ခင်ရှိခုခံတော့တဲ့ ORD တဲ့ Okay အဲ့ကြောင့်မို့ဗောနော် KC ဆိုတာကကြတော့ KC ဆိုတာစီမင်းစီကန်းဆိုတာ HOG ဆိုတာတင်ကေတာဗောနော်ဒီစီမင်းစီကန်းတင်ကေတာဒီမှာဆိုဒီဟာလေးပြောတာဗောနော်ဒီစီမင်းစီကန်းတင်ကေတာနဲ့တဲ့ HOG စုတုဆိုတာဖော်ပြတာတဲ့ခိုးစုခိစုကူဆိုတာလမ်းစီမင်းစီကန်းကဗောနော်ဒီစီမင်းစီကန်းတင်ကေတာလေးနဲ့ဖော်ပြတာတဲ့ဒီစီမင်းစီကန်းဗောနော်ဒီစီမင်းစီကန်းငယ်တဲ့ခုခံဗောနော်ဆိုတာ area ဗောနော် area ရဲ့တဲ့ ORD ဗောနော်ပြီးဆုံးသွားပါပြီဆိုတဲ့ဟာကိုတဲ့ရှင်းမဲစုတဲ့ညွှန်ပြတဲ့တင်ကေတာဖြစ်ပါတယ်ဆိုတဲ့ဟာဗောနော်
ဒီစီမင်းစည်းကမ်းတင်ကေတာနဲ့ဖော်ပြထားတယ်ပေါ့နော်ဒီစီမင်းစည်းကမ်းလေးကရဲ့ area ပေါ့နော်ပြီးဆုံးသွားပါပြီဆိုတဲ့ဟာကိုပေါ့နော်ဒါဖော်ပြတဲ့တင်ကေတာလေးဒါဖြစ်ပါတယ်တဲ့ okay ဒီပုံမှာဆိုရင်ပေါ့နော်ဒီပုံလေးဒါတင်းကိုက်ခင်ရှိဖြစ်တယ်ပေါ့နော်ဒါပြန်ကွေးတာကိုတားမြစ်တာတဲ့စီမင်းစည်းကမ်းဒီ ORD ပြီးဆုံးသွားပြီပေါ့နော်ဒါတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါဒီနေရာကနေပြီးတော့စပြီးတော့တင်ကိုက်ပြန်လုပ်လို့ရပြီဆိုပြီးတော့ဒါပြောချင်တာပေါ့နော်အားကြောင့်မို့ကွင်းစာကွင်းပိတ်တယ်မှာတင်းကိုက်ခင်ရှိခုခံတော့ ORD တဲ့တင်းကိုက်ခင်ရှိဆိုတာကပြန်ကွေးတာပေါ့နော်ကပြန်လှည့်တာကိုတားမြစ်တာတဲ့ခုခံဆိုတာ area ပေါ့နော် area က ORD ပေါ့နော်ပြီးဆုံးသွားပါပြီဆိုတဲ့ဟာကိုပြောချင်တာတဲ့ဒါတနည်းအားဖြင့်ဒါဒီနေရာကနေပြီးတော့စပြီးတော့ကားတွေပြန်ကွေးလို့ရပါပြီဆိုပြီးတော့ဒါပြောချင်တာပေါ့နော်โอเคအဲ့ဆိုရင်ဒီဆိုင်ဘုတ်ကိုသူကပြပြီးတော့ဗောနော်ဒီတင်ကေတာကိုသူကပြပြီးတော့ဗောနော်မေးခွန်းမှာဗောနော်ခုံတော့ဟျောကြီးဝတင်ကိုက်ခင်ရှိနော်ဟျောကြီး this လို့ပြောရင်မှန်လားဗောနော်ခုံတော့ဟျောကြီးဝဒီတင်ကေတာဒီတင်ကိုက်ခင်ရှိပြန်ခွေတာကိုတားမြစ်တာတဲ့ဟျောကြီးဗောနော်တင်ကေတာဖြစ်ပါတယ်ဆိုရင်မှန်လားဗောနော်ဆိုရင်မှားတယ်ဗောနော်သူကဒီတင်ကေတာဒီပြန်ခွေတာကိုတားမြစ်တာတဲ့ဟာကပြီးဆုံးသွားပါပြီဆိုတဲ့အဓိပ္ပာယ်ဗောနော်တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါဒီနေရာကနေပြီးတော့စပြီးတော့တင်ကိုက်လုပ်ချင်စပြီးတော့လုပ်လို့ရပါပြီဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲဗောနော်โอเคအဲ့ဒါကြောင့်မို့ဒါမမှားစေနဲ့ပေါ့နော်နောက်တစ်ခုဒါဒီနေရာမှာဒီတင်ကေတာမဟုတ်ပင်နဲ့ပေါ့နော်တခြားဒီလမ်းစင်းမြင့်စည်းကမ်းတင်ကေတာတွေအများကြီးထည့်လို့ရတယ်ပေါ့နော်ဒီနေရာမှာ90ဆိုပြီးတော့ရေးရမယ်ပေါ့နော်90ဆိုပြီးတော့ရေးရမယ်ဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကကျတော့ဘယ်လိုဖြစ်သွားမလဲဆိုတဲ့အခါကျတော့ဒီမှာဆိုရင်ဒီ90ဆိုတာကျတော့ဒီ90ပဲထုတ်လို့ရတယ်ပေါ့နော်သူသတ်မှတ်ထားတဲ့ဒီစင်းမြင့်စည်းကမ်းကဒီနေရာမှာတင်ပြီးဆုံးသွားပြီဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့နော်โอเคအဲ့ဒါဒါဒီနေရာကနေပြီးတော့စပြီးတော့ဘယ်လောက်ထုတ်လို့ရပြီဆိုတော့ဥပဒေကသတ်မှတ်ထားတဲ့60ထုတ်လို့ရပြီဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့နော်အဲ့ဒါကိုဒီလိုပုံစံပြတာပြီးတော့အဲ့ဒါဆိုရင်ဒီတင်ကေတာဒီပေါ့နော်ဒါဒီနေရာမှာပေါ့နော်ဒီနေရာမှာတဲ့ဒါဒီ90ပဲမောင်းလို့ရမယ်ဆိုတော့ပေါ့နော်ဒါတင်ဂီတာဖြစ်ပါတယ်လို့ပြောလိုက်ခဲ့တယ်ဆိုရင်ဒါမှားတယ်ပေါ့နော်အဲဆိုဒါဒီနေရာမှာဆိုဘယ်လောက်ထိမောင်းလို့ရလဲဆိုတော့60ထိဒါမောင်းလို့ရတာပေါ့နော်အဲ့လိုမျိုးသူကကြတော့ဒါအခုဒါပြီးဆုံးသွားပြီဆိုတဲ့ဟာပေါ့နော်သူကအကူဆိုင်မုတ်ဖြစ်တာဖြစ်တော့ကြောင့်မို့သူတစ်ခုလေးတုံးလို့မရဘူးသူကအောက်ကနေပြီးတော့အဓိက main ဆိုင်ဘုတ်နဲ့တွဲသုံးမရမှာပေါ့နော်ဟုတ်ကတခုခုနဲ့တွဲသုံးမှရမှာပေါ့နော်အားကြောင့်မို့သူမှဒါတွဲသုံးလာတယ်ပေါ့နော်ဒီဟာဆိုရင်တင်းကိုက်ခင်ရှိလောက်တာတဲ့ဟာဒီဒါဒီနေရာမှာတင်ပြီးဆုံးသွားပြီတနည်းအားဖြင့်ဒါဒီနေရာကနေပြီးတော့စပြီးတော့တင်းကိုက်ဒီလောက်လို့ပြန်ခေါင်းငယ်ကိုပြန်꿰လို့ရပါပြီဆိုတဲ့ဟာကိုဒါပြောချင်တာပေါ့နော်โอเคအဲ့ဒီနောက်မှာ40လို့50လို့ထည့်ထားတယ်ဆိုရင်လည်းဒါဒီနေရာကနေပြီးတော့စပြီးတော့40ပဲမောင်းရမယ်ဆိုတဲ့သတ်မှတ်ထားတဲ့စီမင်းစည်းကမ်းဒီပြီးဆုံးသွားပါပြီဆိုတဲ့အဓိပ္ပာယ်တနည်းအားဖြင့်ဒါ60မောင်းလို့ရပါပြီဆိုတဲ့ဟာကိုဒါပြောချင်တာပေါ့နော်အဲ့လိုမျိုးအဓိပ္ပာယ်နဲ့ဒါသုံးတယ်ပေါ့နော်โอเคအဲ့ဆိုနောက်တစ်ခုနံပါတ်16နံပါတ်16ပေါ့နော်ဒီနံပါတ်16ကကြတော့ဒါဒီဘက်ကအသွားလမ်းပေါ့နော်โอเคဒါဒီဘက်ကကြတော့အပြန်လမ်းပေါ့နော်အပြန်လမ်းโอเคအဲ့လမ်းမှာဒီလိုမြားလေးတွေနဲ့ဒီဘက်ကိုဒီလိုလေးတွေဒီလိုပြထားတယ်ပေါ့နော်ဒီလိုလေးတွေပြထားရင်ဂျပန်ကကြတော့ဘယ်မောင်းဖြစ်တာဖြစ်တော့ကြောင့်မို့ဒါကိုလမ်းနေဘယ်ဘက်ခြမ်းနေပြီးတော့ပဲဒါသွားလို့ရတယ်ပေါ့နော်ဒီညာဘက်ခြမ်းဖြစ်တဲ့သူများလမ်းတွေကနေပြီးတော့ဝင်သွားလို့မရဘူးပေါ့နော်ဒါပေမဲ့ဒီလိုမြားလေးတွေနဲ့ဒီလိုမျိုးချွင်းချက်အနေနဲ့ပြထားတယ်ဆိုရင်တော့ဒါညာဘက်ခြမ်းတွေကိုလည်းဝင်သွားခွင့်ပြုတာပါတယ်ညာဘက်ခြမ်းနဲ့သွားလို့ okay တယ်ဆိုပြီးတော့ပေါ့နော်ခွင့်ပြုတာလည်းဒါတင်ကေတာဖြစ်တယ်ဆိုပြီးတော့ဒါမှတ်ထားပြီပေါ့နော်โอเคအဲ့ကြောင့်မို့ဒီလိုမြားလေးတွေနဲ့ပြတယ်ပေါ့နော်ဒါဒီလိုမြားလေးတွေနဲ့ပြတဲ့ဒီသင်္ကေတပေါ့နော်အဲ့ဒီသင်္ကေတကဘာပြောရလဲဆိုတော့မီဂီကာဝါစုကိုတဲ့ညာဘက်ချောင်းပေါ့နော်စုကိုဆိုတော့တွားတာပေါ့နော်ဒါညာဘက်ချောင်းဝင်တွားလို့ရပါတယ်ခွင့်ပြုတာပါတယ်ဆိုတဲ့ဟာကိုဟိုဒါသူပြောချင်တယ်ပေါ့နော်ဒါသင်္ကေတလေးပေါ့နော်โอเคအဲ့ကြောင့်မို့ခရုမဝါတဲ့ကားတွေဒီတဲ့ဒိုးရိုးのchuから右の部分をတဲ့စုကိုすることができるတဲ့ခရုမဝါတဲ့ကားတွေဒီပေါ့နော်ဒိုးရိုးのchuからလမ်းရဲ့အလယ်ကနေပြီးတော့တဲ့ဒီလမ်းရဲ့အလယ်မြင်းပေါ့နော်ဒီလမ်းရဲ့အလယ်ကနေပြီးတော့တဲ့မိကင်းတော့ပူပုံပေါ့နော်ညာဘက်ချမ်းပေါ့နော်ညာဘက်ချမ်းဆိုတာသူများလောင်ပြောတာပေါ့နော်ဒီညာဘက်ချမ်းနဲ့ဟိုတဲ့စုကိုစုကိုတို့ကဒက်ခီတို့ဝင်သွားလို့ရပါတယ်တဲ့ဆိုတဲ့ဟာဖြစ်တယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒီသင်္ကေတဒီပေါ့နော်ဒါဒီသင်္ကေတဒီဒါဘာမှသိရမယ်ဆိုတော့ဒါညာဘက် channel ကိုဝင်သွားလို့ရပါတယ်ဆိုတဲ့သင်္ကေတဒါဖြစ်တယ်ဆိုပြီးတော့ဒါသိရမယ်ပေါ့နော်မီဂီကာဝါစုကိုပေါ့နော်ညာဘက် channel ဝင်သွားလို့ရတယ်ပေါ့နော်โอเคအများအားဖြင့်ဒီသင်္ကေတကဘလို့နေရာတွေမှာသုံးတာများလဲဆိုတော့ဥမာတောင်လန်းတွေမှာသုံးတာများတယ်ပေါ့နော်တောင်လန်းတွေမှာသုံးတယ်ဥမာဒီဘက်ကအန်ဒီရရှိရပေါ့နော်ပြုတ်ကျနိုင်တာတို့ပေါ့နော်ဒီဘက်ကလန်းတွေကျင်းနေတဲ့ခါပေါ့နော်အဲ့လိုမျိုးချင်းနေမှာဆိုရင်ဒါပြုတ်ကျမှကြလို့အန်ဒီရများတာပြတဲ့ကြောင့်ညာဘက် channel ကိုလည်းဝင်သွားလို့ရတယ်ဆိုပြီးတော့ပေါ့နော်ဒါခွင့်ပြုလာတာပေါ့နော်ဒါမဲ့အဲ့လိုချိန်မှာဒီဘက်ကစန့်ကျင်ဘက်လန်ရှိရဖြစ်တာဖြစ်တော့ကြောင့်မို့ဒီဘက်ခြံကလာတဲ့ကားတွေကိုကိုကတတိထားပြီးတော့ဒါသွားရမယ်ပေါ့နော်နောက်တစ်ခုဒီလိုမျိုးတင်ကေတာဒီပေါ့နော်ဒီလိုမျိုးတင်ကေတာပြရတဲ့အခါမှာဆိုရင်ဒါမဖြစ်မနေပေါ့နော်ညာဘက်ခြံနဲ့ဝင်သွားကိုသွားရမယ်လို့ပြောရင်သူများလမ်းနဲ့ဖြစ်တဲ့ညာဘက်ခြံနဲ့ဝင်သွားကိုသွားရမယ်ပေါ့နော်ဆိုပြီးတော့ပြောလိုက်ခဲ့တယ်ဆိုရင်ဒါမှားတယ်ပေါ့နော်မဖြစ်မနေဝင်သွားရမှာမဟုတ်ဘူးသူကဝင်သွားခွင့်ပြုလာတာဥမာဝင်သွားချင်သွားလို့ရတယ်ဝင်သွားခွင့်ပြုလာတယ်ဆိုတဲ့တင်ကေတာပေါ့နော်အဲ့ဒါကိုမဖြစ်မနေပေါ့နော်ဒီမြပြတာညာဘက်ခြံနဲ့ဝင်သွားမှရမယ်မသွားလို့မရပါဘူးလို့ပြောလိုက်ခဲ့တယ်ဆိုရင်တော့ဒါမှားတယ်ပေါ့နော်နောက်တစ်ခုနံပါတ်19
โอเคဒီသင်္ကေတပေါ့နော်ဒီသင်္ကေတကကြတော့ဒီမှာခီတိုးလို့ရေးရတယ်ပေါ့နော်ခီတိုးဆိုတာခီတိုးရှိကီမိရထားလမ်းကိုရေးရတာပေါ့နော်မိရထားလမ်းဆိုတာကကြတော့ဒါ romantic ရှာတွေပြေးတယ်လမ်းမပေါ်မှာပြေးဆွဲတဲ့ယထာတွေသွားတဲ့လမ်းပေါ့နော်โอเคအဲ့လမ်းရဲ့ဘေးနားမှာဒီလိုလေးနဲ့အဖြူလေးနဲ့အဝါကွက်လေးနဲ့ဒါလောက်တာတဲ့ဆိုရင်ဒါအန်စင်းချိတိုက်ကိုပြောတာပေါ့နော်အန်စင်းချိတိုက်ဆိုတာမြန်မာလိုဘေးကင်းစုံပေါ့နော်ပြောမယ်ဆို safety စုံပေါ့နော်ဒါဒီ safety စုံဒီ safety စုံဆိုတာဘာအတွက်လောက်တာပေးတာလဲဖြစ်တာဖြစ်ဘာအတွက်လောက်တာပေးတာလဲဆိုတော့လူတွေဝင်ရက်ဖို့အတွက်လောက်တာပေးတာပေါ့နော်လူတွေအန္တရာယ်ကင်းအောင်လုပ်တာပေးတာပေါ့နော်ဒါအန်စင်ချိတိုက်ပေါ့နော်ဒါ safety zone ပြောတာပေါ့နော်အန်စင်ချိတိုက်ပေါ့နော်ဒါမြန်မာလိုပြောမယ်ဆိုရင်တော့ baking zone လေးပေါ့နော်ဒီ baking zone လေးတဲ့ဟိုမှာဒါလူတွေဝင်ရက်လို့ရအောင်ဒါလုပ်တာဝင်ရက်လို့ရအောင်လုပ်တာပေးတာပေါ့နော်ဒီမှာဒါယထာနာဖြစ်တာဖြစ်တော့ကြောင့်မို့ယထာတိပါညာရဲ့အတက်ဆင်းလုပ်လို့ရအောင်ပေါ့နော်အန်တရကင်းအောင်ဒီဘက်မှာလည်းကားတွေတွားနေပါလေအဲ့လိုမျိုးဒါလူတွေပေါ့နော်အနေရကင်းအောင်ပေါ့နော်ဒါလူတွေဝင်ရမယ့်နေရာလေးကိုဒါသူတို့လောက်တာပြီးတာပေါ့နော်အဲ့ဒါကိုအနေရကင်းဆောင်လို့ပြောတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီအနေရကင်းဆောင်တွေကိုကားတွေဝင်သွားလို့မရဘူးပေါ့နော်လူရှိမရှိဒီအနေရကင်းဆောင်တွေလူတွေနေဖို့လောက်တာပြီးတာဖြစ်တော့တဲ့ကြောင့်မို့ဒီတဲ့ကိုကားတွေဘလို့ချင်းနေမျိုးမဆိုဝင်သွားလို့မရဘူးပေါ့နော်အဲ့ဒါတစ်ချက်သိလာပြရမယ်ပေါ့နော်โอเคဒီဟာဒီအန်စင်ချီတိုက်ဖြစ်ဒီပေါ့နော်ဒါ safety ဆောင်ဖြစ်ပါသေးတယ်ဒါဒီအန်စင်ချီတိုက်တရားတို့ကိုတူတဲ့ရှိမဲဆိုတဲ့ဒါဒီ baking ဆောင်လေးဖြစ်တယ်ဆိုတဲ့ဟာကိုတဲ့ရှိမဲဆိုတဲ့ဖော်ပြနေတဲ့သင်္ကေတဖြစ်ပါတယ်တဲ့โอเคဒီအသင်ကြီးတိုက်တွေကိုဒါကားတွေဝင်သွားလို့ရပါတယ်လို့မေးခွန်းမှာခရုမတီပေါ့နော်စုကိုတေကီလူလို့ဒါပြီးရကကြော Ginsky တီပေါ့နော်ဒါစုကိုတေကီလူလို့ပြောရတဲ့ဆိုရင်ပေါ့နော်မှားတယ်ပေါ့နော်ဝင်သွားလို့မရဘူးပေါ့နော်နောက်တစ်ခုအန်းစိတ်ချိလိုက်တယ်မှာလူရှိတဲ့ခါမှာကားတွေဝင်သွားလို့မရပေမဲ့လူမရှိတဲ့ခါမှာဆိုရင်ကားတွေဝင်သွားလို့ရပါတယ်လို့ပုံစံမျိုးနဲ့မေးခွန်းမေးလာခဲ့တယ်ဆိုရင်လည်းဒါမှားတယ်ပေါ့နော်အန်းစိတ်ချိလိုက်ဆိုတာကားတွေဆိုင်ကတွေဝင်သွားလို့ရတဲ့နေရာမဟုတ်ဘူးဒါလူတွေဝင်နေဖို့အတွက်လောက်တာပေးတဲ့နေရာဆိုပြီးတော့ဒါတစ်ချက်သိရမယ်ပေါ့နော်โอเคဒီဟာကအန်းစိတ်ချိတိုက်ကိုဒီဟာကကြတော့သူကဘာနဲ့ပြလာတာလဲဆိုတဲ့အခါကျတော့ပုံဆွဲပြီးတော့ပေါ့နော်တင်ဂီတာနဲ့ပြလာတာပေါ့နော်ဒါအရှိအခက်နှစ်မှာတင်ထားတဲ့ဒီအန်းစိတ်ချိတိုက်ကိုဆိုင်းပုံနဲ့ပြတဲ့ဟာလေးရှိရပေါ့နော်အဲ့ဒါကြတော့ဘယ်လိုလေးဆိုတော့အပြလေးပေါ့နော်ဒီလိုအပြာချေထားတဲ့အကွက်လေးမှာပေါ့နော်အပြာချေထားတဲ့အကွက်ကအပြာချေတဲ့အကွက်မှာမြားအောက်ကိုကြားတဲ့ဒီလိုအဖြူရောင်ဟာလေးပေါ့နော်ဒီဟာလေးပေါ့နော်အဲ့ဒါကြတော့စာမျက်နှာဘယ်လောက်မှရှိရလဲဆိုတော့စာမျက်နှာ22စာမျက်နှာ22မှရှိရစာမျက်နှာ22ရဲ့နံပါတ်24ပေါ့နော်အဲ့ဒါနဲ့အတူတူပဲအဲ့ဒီစာမျက်နှာ22ကနံပါတ်24ကကြတော့သူကဆိုင်းပုံနဲ့ပြတာပေါ့နော်ဒီလိုပုံစံလေးကိုဆိုင်းပုံနဲ့ပြတာဒါဒီနေရာဒီဒါ safety zone ဖြစ်ပါသည်ပေါ့နော်။ Okay ဒါကကြတော့ဒါမြေကြီးမှာပုံနဲ့ဆွဲပြတာပေါ့နော်။ဒါကကြတော့ဒါဒီ safety zone ဖြစ်ပါသည်ဆိုပြီးတော့ဒါပုံနဲ့သင်္ကေတနဲ့ဆွဲပြတာပေါ့နော်။ Okay ဒါဘယ်ဟာမှာဆိုဒါအန်စင်ချိတိုက်ဖြစ်တယ်ပေါ့နော်။နှစ်ခုလုံးအရှိရဟာဆိုင်းပုံနဲ့ပြတာဒါကကြတော့သင်္ကေတနဲ့ဆွဲပြတာပေါ့နော်။ဒီအန်စင်ချိတိုက်ထဲမှာဒါကားတွေဆိုင်ကယ်တွေကကြတော့ဝင်သွားလို့မရဘူးဒါအန်စင်ချိတိုက်တော့နာကဟိုတဲ့ဒါခုလိုမှဒီပေါ့နော်စုကိုတေကိနိုင်ပေါ့နော်ဒါသွားလို့မရအောင်ဆိုပြီးတော့ဒါမှတ်ထားပေးရမယ်ပေါ့နော်။ Okay နောက်တစ်ခုဒီသင်္ကေတဒီသင်္ကေတမြင်မှုမှာပါဥမာကိုကကားနဲ့ပဲဖြစ်ဖြစ်ပေါ့နော်မဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ်စပိန်နဲ့ပဲဖြစ်ဖြစ်နဲ့နင်းနေရတဲ့ဒီသင်္ကေတလေးကိုကိုကတွေးလိုက်တယ်ဆိုရင်ဒါဒီသင်္ကေတဒီကိုကိုပေါ့နော်ကြိုတင်ပြီးတော့အသိပေးတာဒါအရှိမှာပေါ့နော်နည်းနည်းမောင်းပြီးရင်ဥမာကားဆိုလည်းနည်းနည်းမောင်းပြီးရင်ဆိုင်ကယ်ဆိုလည်းနည်းနည်းမောင်းပြီးရင်စပိန်ဆိုလည်းနည်းနည်းနှင်းပြီးရင်ပေါ့နော်အရှိမှာပေါ့နော်လူကူးမြင့်ကြတို့စပိန်ကူးမြင့်ကြတို့ရှိပါတယ်ဆိုတဲ့ဟာကိုပေါ့နော်ကိုကိုကြိုတင်ပြီးတော့အသိပေးတာပေါ့နော်ကိုကကောင်းမောင်းနေရတဲ့ဒီသင်္ကေတလေးကိုမြင်နေဆိုရင်ဒါအရှိမှာလူကူးမြင့်ကြလာတော့မှာပဲငါတတိထားမှရမယ်ပေါ့နော်ရှေ့မှာစပိန်နဲ့ကူမင်းမြင်ကြရှိတော့မှာပဲငါတတိထားရတော့မယ်ဆိုပြီးတော့ဗောနော်အဲ့လိုမျိုးဒီစပိန်ကူမင်းကြတို့လူကူမင်းကြတို့ရှိတော့မယ်ဆိုတဲ့ဟာကိုဗောနော်ကိုကိုကြိုတင်ပြီးတော့အသိပေးတယ်ဗောနော်ဒါသင်္ကေတလေးဖြစ်တယ်ဗောနော်โอเคအဲ့ဒါဆိုရင်ဒါဖတ်ကြည့်ကြည့်မယ်ဗောနော်ဒါဒီသင်္ကေတလေးကကျတော့ဘာပြောရလဲဆိုတော့လူကူမြင့်ကြဆိုတာအိုးတန်းဟိုးတို့ပြောတာဗောနော်အိုးတန်းဟိုးတို့တဲ့အိုးတန်းဟိုးတို့လူကူမြင့်ကြတဲ့မာတာဝါတဲ့ပြီးတော့ဗောနော်ကြည်သိန်းရှောက်အိုးတန်းတိုင်ဆိုတာစပိန်ကူမြင့်ကြတွေတဲ့အာဒီဗောနော်ရှိတယ်ဆိုတဲ့ဟာဟိုတဲ့ရှိတယ်ဆိုတဲ့သင်္ကေတလေးဗောနော်โอเคဇင်းပိုးနေတဲ့အိုးတန်းဟိုတူရတဲ့ဒီတင်းရှောက်အိုးတန်းတိုင်းကတဲ့အာရုခုတူတဲ့ရှင်မဲဆိုတဲ့ဇင်းပိုးနေပေါ့နော်အရှိမကွာဒီတင်္ကေတလေးကိုမြင်လိုက်ပြီဆိုရင်ဒါအရှိမပေါ့နော်ဒါလူကူမင်းကြားတွေစပိန်ကူမင်းကြားတွေတဲ့ရှိတယ်ဆိုတဲ့ဟာဟိုတဲ့ရှင်မဲစုပေါ့နော်ညွှန်ပြနေတဲ့တင်္ကေတလေးဖြစ်ပါတယ်တဲ့โอเคဒီသင်္ကေတဒီပေါ့နော်ခုံလုံးဟျောကြီးဝါတဲ့အိုးတန်းဟိုတူတူဒီတင်းရှောက်အိုးတန်းတိုင်းရဲ့ဟျောကြီးတဲ့ပေါ့နော်သင်္ကေတဖြစ်သည်လို့ပြောရင်မှန်လားပေါ့နော်ခုံလုံးဟျောကြီးဝါဒီသင်္ကေတလေးဒီအိုးတန်းဟိုတူပေါ့နော်ရမတာပြပေါ့နော်ပြီးတော့ဒီတင်းရှောက်အိုးတန်းတိုင်းရဲ့ဟျောကြီးတဲ့ပေါ့နော်သင်္ကေတဖြစ်ပါတယ်လို့ပြောရင်မှန်လားပေါ့နော်ဖြေကြည့်ပေါ့နော်မှားတယ်ပေါ့နော်ဘာဖြစ်လို့မှားလဲဆိုရင်ဒါဒီလူကူးမင်းကြားတွေစပိန်ကူးမင်းကြားတွေရဲ့သင်္ကေတမဟုတ်ဘူးလူကူးမင်းကြားတွေအရှိမလူကူးမင်းကြားတွေစပိန်ကူးမင်းကြားတွေရှိပါတယ်ဆိုပြီးတော့အတိပေးတဲ့သင်္ကေတပေါ့နော်အဲဒါကြောင့်မို့မမှားစေနဲ့ပေါ့နော်အဲကြောင့်မို့လူကူးမင်းကြားတွေစပိန်ကူးမင်းကြားတွေအာဒီရှိပါတယ်ဆိုတဲ့သင်္ကေတပေါ့နော်ရှိပါတယ်ဆိုပြီးတော့အတိပေးတဲ့သင်္ကေတပေါ့နော်โอเคအဲဆိုနောက်တစ်ခုနံပါတ်19ပေါ့နော်ဒီနံပါတ်19ကကြတော့ဒီဟာကကြတော့ပေါ့နော်
โอเคဒါကားကြောင်းနေတယ်မှာဒါရှိရပေါ့နော်ဒါကတော့ပုံစံမျိုးပေါ့နော်ဒါကွဲနိုင်ရပေါ့နော်လမ်းပုံစံကွဲနိုင်တယ်ပေါ့နော်ဒီလိုပုံစံမျိုးလေးလည်းရှိနိုင်ရပေါ့နော်ဒါလမ်းပုံစံပုံမူတည်ပြီးတော့ဒါအမျိုးမျိုးရှိမယ်ပေါ့နော်โอเคဒီသင်္ကေတမှာအဓိက main နေရာကိုပြောချင်တာဘယ်နေရာကိုပြောချင်တာလဲဆိုဒီနေရာပေါ့နော်ဒီနေရာလေးကိုပြောချင်တာဒါဒီနေရာလေးကအဓိက main ပဲသူပုံဆွဲပြချင်တဲ့နေရာဒီနေရာပေါ့နော်ဒီအတုံးလေးနှစ်တုံးဆွဲပြတာပေါ့နော်ဒီအတုံးလေးနှစ်တုံးရဲ့မြန်မာလိုအဓိပ္ပာယ်ကဘာကိုပြောချင်တာလဲဆိုတော့ကိုယ့်ရဲ့အရှိမရှိတဲ့လမ်းပေါ့နော်အရှိရလမ်းဒီဦးစားပေးလမ်းဖြစ်ပါတယ်ဆိုပြီးတော့ကိုယ့်ကိုကြိုတင်ပြီးတော့အသိပေးနေတဲ့သင်္ကေတလေးဖြစ်တယ်ကွာတိလားကိုကဒီမှာပေါ့နော်ကိုကဒီမှာဆိုင်ကယ်နဲ့သွားနေရပေါ့နော်သွားနေရတယ်ကိုကဒီအတုံးနှစ်တုံးလေးကိုမြင်လိုက်တယ်โอเคဒီအတုံးရဲ့အဓိပ္ပာယ်ကဘာပြောရလဲဆိုတော့အရှိရလမ်းဒီဦးစားပေးလမ်းဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အားကြောင့်မို့ကိုအသိပေးနေတယ်ဒါမင်းအရှိရဝင်မဲ့လမ်းဒီဒါဦးစားပေးလမ်းဖြစ်ပါသည်ဆိုပြီးတော့အသိပေးနေတာကွာတိလားအားကြောင့်မို့ကိုကကြတော့ဒီအတုံးလေးတွေရှိတဲ့လမ်းမှာကိုကသွားနေတယ်ဆိုရင်ကိုကကြတော့ဘာလုပ်ရမှာလဲဆိုတော့အချိန်လျှော့ရမှာပေါ့နော်အချိန်လျှော့ရမှာအချိန်လျှော့ပြီးတော့ဒီဘက်ကသွားနေတယ်ဦးစားပေးလမ်းမှာသွားနေတဲ့ကားကိုအနှောက်ယှက်ပေးလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခါကျတော့အရှိရလမ်းဒီဦးစားပေးလမ်းဖြစ်တာမို့လို့ပေါ့နော်အဲဒါကြောင့်မို့ဒီအတုံးလေးတွေရဲ့အတိတ်ပဲကကျတော့ဘာကိုပြောရချင်တာလဲဆိုတဲ့အခါကျတော့အရှိရလမ်းဒီဦးစားပေးလမ်းဖြစ်ပါသည်ဆိုပြီးတော့ကိုယ်ကိုကြိုတင်ပြီးတော့အသိပေးတယ်ပေါ့နော်ဒါသင်္ကေတလေးတွေပေါ့နော်အဲဒါကြောင့်မို့ဂျပန်လိုကသူ့ကိုဘယ်လိုပြောလဲဆိုတော့ဇင်ပိုယူစင်ဒိုရိုဇင်ပိုးဆိုတာအရှိရပေါ့နော်ယူစင်တိုလို့ဆိုတာဦးစားပေးလမ်းတနည်းအားဖြင့်ပြောမယ်ဆိုအရှိရလမ်းဒီဦးစားပေးလမ်းပေါ့နော်အဲ့ဒါကိုကြိုတင်ပြီးတော့အသိပေးတာပေါ့နော်โอเคအားကြောင့်မို့ဒီသင်္ကေတလေးပေါ့နော်ဒါဒီသင်္ကေတလေးတွေကိုဒါမြင်နေဆိုရင်ဒါကိုကဘာလို့သိရမှာလဲဆိုတဲ့အခါကျတော့ဒါဂျပန်လိုဆိုရင်ဇင်ပိုယူစင်တိုလို့ပေါ့နော်အရှိရလမ်းဒီဦးစားပေးလမ်းပေါ့နော်โอเคအဲ့ဆိုဒီမှာဆိုဒီလမ်းဒီဒါဦးစားပေးလမ်းမှာဖြစ်တယ်ပေါ့နော်โอเคအဲ့ဆိုရင်ကိုကကျတော့ဒီဘက်တာတိုင်းရှင်းမဲ့ထားပါအောင်โอเคအဲ့ဆိုကိုကကျတော့ဒီမှာဆိုင်ကယ်လေးနဲ့သွားနေတယ်သွားနေတဲ့အချိန်မှာကိုကကျတော့ဒီလမ်းဒီတုံးလေးမြင်နေဆိုရင်ဒါအရှိရလမ်းဒီဦးစားပေးလမ်းပဲငါတို့ short ပေးရမယ်ငါအချိန် short ပြီးသွားမှာပဲဆိုပြီးတော့ဗောနော်အဲ့လိုပုံစံမျိုးဗောနော်โอเคတော့ဘယ်လိုပုံစံမျိုးနဲ့မေးတက်လဲဆိုတော့ဗောနော်ဒီမှာ A ဗောနော်โอเคဒီမှာ B ဗောနော်ဘေးတဲ့ okay အဲ့ဆိုရင်ဒါဒီပေါ့နော်ဒါဒီဦးစားပေးလမ်းမပေါ်မှာတွားနေတာဘယ်သူကတွားနေရလဲဆို A ကတွားနေရပေါ့နော် A ကတွားနေရပေါ့နော် okay အဲ့ဆိုဒါ B ကကြတော့ဒါ A တွားတာဟောဒါအနှောက်ယှက်ပေးလို့မရဘူးပေါ့နော်အဲ့ဒါကိုတွားကြတော့မေးခွန်းမှာပေါ့နော်ဒီ B ရှာဝါတဲ့ဒီ A ရှာနော်ရှင်းကိုပေါ့နော်တွားနေတာဟိုတဲ့ဆာမတာကေတေဝိုင်ကေမစိန်ပေါ့နော်အနှောက်ယှက်ပေးလို့မရပါဘူးလို့ပြောလာခဲ့ရဆိုရင်ဒါမှန်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ A ကဒီဦးစားပေးလမ်းမပေါ်မှာရှိနေလို့ပေါ့နော် okay အဲ့တော့ A ကဒီ B ကတွားနေတာကိုအနှောက်ယှက်ပေးလို့မရပါဘူးလို့မေးလာခဲ့ရဆိုရင်တော့ဒါမှားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတဲ့အခါကျတော့ A ကဦးစားပေးလမ်းမှာတွားနေရဖြစ်တဲ့ကြောင့်မို့ B ကနှောက်ယှက်ပြီးလဲကိစ္စမရှိဘူးပေါ့နော်။ Okay မမှားစေနဲ့ပေါ့နော်။အဲ့ဆိုဒီအတုံးလေးကိုမြင်နေဆိုရင်ဒါဘာမှသိရမှာလဲဆိုတော့အရှိရလန်ဒီဦးစားပေးလမ်းဖြစ်နေပါတယ်ဆိုပြီးတော့အသိပေးတဲ့သင်္ကေတလေးမှသိရမယ်ပေါ့နော်။အဲ့ဒါကိုဂျပန်လိုကဇင်ပိုယူစင်တိုရိုပေါ့နော်။ဇင်ပိုဆိုတာအရှိရယူစင်တိုရိုဆိုတာဦးစားပေးလမ်းပြောမယ်ဆိုရင်အရှိရလန်ဒီဦးစားပေးလမ်းဖြစ်သည်ပေါ့နော်။ Okay အဲ့ဒါဒီမှာခုနဆွဲပြသလိုဒီလိုလမ်းလေးပေါ့နော်။ဒီလိုလမ်းလေး Okay ဒီလိုလမ်းလေးပေါ့နော်။ Okay အဲ့ဒါဆိုကိုသွားနေတဲ့လမ်းမှာဒီအတုံးလေးရှိမယ်ပေါ့နော်။ Okay ကိုကဒီလမ်းကသွားနေတယ်ဆိုရင်ကိုက A ကားပဲထားပါအောင် Okay ဒီဘက်က B ကားပေါ့နော် Okay အဲ့ကြောင့်မို့ကိုကဒီလမ်းထဲမှာတပေါက်မယ်ဆိုဒီဘက်က B ကားသွားနေတဲ့ဟာကိုကိုကနှောက်ယှက်ပေးလို့မရဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီတုံးလေးတွေကနေပြီးတော့ပြနေတယ်ဒီရှေ့ရလမ်းဒီဦးစားပေးလမ်းဖြစ်နေပါသည်ဆိုတဲ့ဟာကိုပြနေတာဖြစ်တဲ့အတွက်ကြောင့်မို့ကိုကဒါကြိုကိုလုပ်ပြီးတော့ short ပေးရမယ်ပေါ့နော်โอเคအားကြောင့်မို့ပေါ့နော်ဒါစာဖတ်ကြည့်ကြည့်မယ်ပေါ့နော်ဇင်းပိုးနို့ဒိုရိုကတဲ့ဇင်းပိုးနို့ဒိုရိုပေါ့နော်အရှိမရှိတဲ့လမ်းကတဲ့ယူစင်ဒိုရိုတဲ့အားတို့ကိုတို့တဲ့ဦးစားပေးလမ်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုတဲ့ရောကိုကူပေါ့နော်ဒါရောကိုကူဆိုတော့ကိုကြိုတင်ပြီးတော့အသိပေးတာပေါ့နော်အသိပေးတဲ့ဟာကိုတဲ့ရှင်မဲစုတဲ့ဖော်ပြနေပါတယ်တဲ့โอเคဒီသင်္ကေတလေးဒီအရှိရလမ်းဒီပေါ့နော်ဦးစားပေးလမ်းဖြစ်တယ်ဆိုတဲ့ဟာကိုတဲ့ကြိုတင်အသိပေးတဲ့သင်္ကေတလေးဖြစ်ပါတယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒါပုံပြမယ်ပေါ့နော်โอเคအဲ့ဆိုရင်ဒီမှာပေါ့နော်โอเคဒါဒီဘက်ကသွားနေရပေါ့နော်โอเคဒါဒီဘက်ကနေပြီးတော့ဒီဘက်ကိုဒါသွားနေရပေါ့နော်ကားရှိရပေါ့နော်โอเคအဲ့ဆိုရင်ဒါကိုကသွားနေရနဲ့ဒါအတုံးလေးနှစ်တုံးပေါ်လာတယ်အတုံးလေးနှစ်တုံးပေါ်လာတယ်ဆိုတာတနည်းအားဖြင့်သူ့ရဲ့တဲ့ဘက်ကဇင်ပိုယူစင်တိုလို့ပြောတာပေါ့နော်ဇင်ပိုယူစင်တိုလို့ပေါ့နော်โอเคအတုံးလေးနှစ်တုံးပေါ်လာတဲ့ကြောင့်မို့အရှိရလန်ဒီဦးစားပေးလမ်းဖြစ်ပါသည်ဆိုပြီးတော့ကိုကြိုတင်အသိပေးတဲ့အတုံးလေးတွေဖြစ်တာဖြစ်တဲ့ကြောင့်မို့ဒီအရှိရလန်ဒီဒါဦးစားပေးလမ်းကြီးပေါ့နော်အဲ့ကြောင့်မို့ဒီကားအစိမ်းရောင်လေးသွားနေတဲ့ဟာကိုကအနှောက်ယှက်ပေးလို့မရဘူးပေါ့နော်အဲ့ကြောင့်မို့ကိုကမလောက်ကမလဲဆိုတော့ဒါဂျိုကိုလောက်ကမယ်ပေါ့နော်ဆိုတဲ့ဟာပေါ့နော်โอเคအဲ့ဒီအတိတ်ပဲပေါ့နော်အဲ့ဒါသူသွားပြီးတော့မှကိုကဒီထဲဝင်သွားလို့ရမှာပေါ့နော်အဲ့ဒါကြောင့်မို့ဒီအတုံးလေးတွေကိုမြင်နေဆိုရင်ဒါအရှိရလန်ဒီဦးစားပေးလမ်းဖြစ်ပါတယ်ဆိုပြီးတော့ကြိုတင်အသိပေးတဲ့အတုံးလေးတွေသင်္ကေတလေးတွေဆိုပြီးတော့ဒါသိတိုင်းရပြီပေါ့နော်
နောက်တစ်ခုကကြတော့ဆောင်းပေါ်မှာပေါ့နော်ဒါဒီတင်ဂီတာဒီဒါဇင်းပိုယူစင်သူတို့ရဲ့တင်ဂီတာဖြစ်ပါသည်လို့ပြောရဲဆိုရင်ဒါမှန်တယ်ပေါ့နော်ဒါရှေ့ရလန်ဒီဦးစားပေးလန်ဖြစ်ပါသည်ပေါ့နော်โอเคဒီတင်ဂီတာကိုပြပြီးတော့ဒီတင်ဂီတာဒီယူစင်သူတို့ရဲ့ပေါ့နော်တင်ဂီတာဖြစ်ပါသည်ပေါ့နော်ဦးစားပေးလန်ရဲ့တင်ဂီတာဖြစ်ပါသည်လို့ပြောရဲဆိုရင်တော့ဒါမှားတယ်ပေါ့နော်ဦးစားပေးလန်ရဲ့တင်ဂီတာမဟုတ်ဘူးပေါ့နော်ဦးစားပေးလန်ရဲ့တင်ဂီတာကကြတော့လမ်းစုံမှာပေါ့နော်လမ်းစုံတွေကိုဒီအဖြူအောင်အဆက်လေးတွေအထဲလေးတွေဆိုရတဲ့ဟာဒီဦးစားပေးလန်ရဲ့တင်ဂီတာပေါ့နော်ဒီဟာကျတော့ဦးစားပေးလမ်းရဲ့တင်ဂီတာမဟုတ်ဘူးအရှိရလမ်းဒီဦးစားပေးလမ်းဖြစ်ပါသည်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုပြတဲ့တင်ဂီတာဖြစ်တယ်ပေါ့နော်မမှားစေနဲ့ပေါ့နော်ဖြည့်ကြည့်ကြည့်မှာပေါ့နော်မှားမှမေးကုန်ပေါ့နော်โอเคအဲ့ဆိုရင်ဒီဘက်ကအဖြည့်တွေမကြည့်နဲ့ကိုယ့်ဘက်ကိုစဉ်းစားပြီးတော့လိုက်ဖြည့်ကြည့်ကြည့်ပါနော်နံပါတ်1ပြောကြီးတူပါတဲ့ဖေးတူရဒိုးရိုးပြောနာတူတဲ့ဒိုးရိုးကျော်နိရှိမဲစာတဲ့တာစင်ရခီကိုမိုးကြီးနော်ခုတူတဲ့ခီစေးဟျောကြီးရှိကြီးဟျောကြီးအနိုင်ဟျောကြီးနော်တဲ့စမ်းရှုရီကအာဒူတဲ့ဟျောကြီးတူပါတဲ့လမ်းစီမျက်စိကန်တင်ဂီတာဆိုဒီမှာတဲ့ဖိန်းတူပေါ့နော်စေးချေတာတာစေးတုတ်တာတာရိုးတဲ့ပြီးတော့ဒိုးရိုးပြောပေါ့နော်တထုပြားလေးတွေတဲ့နာတူတဲ့ပေါ့နော်အဲ့ဒီဟာတွေနဲ့တဲ့ဒိုးရိုးကျော်နိလမ်းမပေါ်မှာတဲ့ရှိမဲစာတဲ့တာပေါ့နော်ညွှန်ပြတာတဲ့သတ်မှတ်တာတဲ့ပေါ့နော်စင်မြင်းချောင်းလေးတွေခီကိုနံပါတ်လေးတွေမိုးကြီးပေါ့နော်ဒီစာလုံးတွေရဲတဲ့ခုတူပေါ့နော်ဖြစ်ပြီးတော့တဲ့သူမှဆိုရင်တော့ပေါ့နော်ခီစေးဟျိုကြီးတဲ့စီမင်းစီကန်တင်ဂီတာရဲ့ရှိကြီးဟျိုကြီးပေါ့နော်စီစဉ်ညွှန်ကြားတဲ့တင်ဂီတာရဲ့ပြီးတော့အန်နိုင်ဟျိုကြီးတဲ့ပေါ့နော်ဒီလမ်းညွှန်ပေးတဲ့တင်ဂီတာရဲ့ဆိုပြီးတော့တဲ့ဆန်းရှူရီကအာဒူတဲ့အမျိုးအစား၃မျိုးရှိပါတယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်မှန်လားမှားလားပေါ့နော်မှားတယ်နော်ဘာကြောင့်မှားလဲဆိုတော့ဒီအထီကိုမှန်တယ်ပေါ့နော်ဒီအထိတီတာဟျောကြီးရဲ့ termination ဖြစ်တာပြောလို့ကြောင့်မို့ဒီအထိကိုမှန်တယ်ပေါ့နော်။ဘယ်နေရာမှာတော့မှားပါလဲဆိုတော့ဟျောကြီးမှာဆိုရင်မျိုးစားက2မျိုးပဲရှိရလို့တင်ခဲ့တယ်မလား။စီမင်းစီကတင်ဂီတာနဲ့ခီစီဟျောကြီးလို့ခေါ်တယ်စီမင်းစီကတင်ဂီတာနဲ့ရှေးကြီးဟျောကြီးလို့ခေါ်တယ်။ဒီစီမင်းညွှန်ကြားတဲ့တင်ဂီတာဆိုပြီးတော့2မျိုးပဲရှိရပါတော့။ဒီအန်နိုင်ဟျောကြီးဆိုတာမရှိဘူးပေါ့နော်။အန်နိုင်ဟျောရှိကီပဲရှိရပါတော့။အဲဒါကြောင့်မို့ဒီဟာကြောက်တာမှားတာပေါ့နော်။အကယ်၍ဒီနေရာမှာဒီ2မျိုးပဲရှိရလို့ပြောတာခဲ့ရင်ဒါမှန်တယ်ပေါ့နော်။အန်နိုင်ဟျောကြီးကမရှိရဖြစ်တာဖြစ်တဲ့ကြောင့်မို့သူက3မျိုးပြောတာဖြစ်တဲ့ကြောင့်မို့ဒီနံပါတ်1ကကြတော့ဒါမှားတယ်ပေါ့နော်။ โอเคနောက်တစ်ခုနံပါတ်2ရှိကြီးဟျောကြီးတူပါတဲ့ရှိကြီးဟျောကြီးတူပါတဲ့特定のコース方法ができることや道路コース上で決められた場所などを指示するものであるတဲ့指示表示ပေါ့နော်指示ဆိုတာစီစဉ်ညွှန်ကြားတဲ့表示ဆိုတာတင်ဂီတာစီစဉ်ညွှန်ကြားပေးတဲ့တင်ဂီတာပေါ့နော်စီစဉ်ညွှန်ကြားပေးတဲ့တင်ဂီတာဆိုတာကြတော့တဲ့တခုတည်းのコース方法がတဲ့ဒီအထူးနီးလန်းတွေကနေပြီးတော့ပေါ့နော်ဒေကီရုကိုတိုတဲ့လုံးလို့ရတဲ့ဟာတွေပေါ့နော်နောက်တစ်ခုကကျတော့ဒီလမ်းမပေါ်မှာတဲ့ဒိုးရိုးခိုးစွကြောပေါ့နော်လမ်းမပေါ်မှာတဲ့ခိမဲတာတဲ့တာဆိုတာတတ်မှတ်ထားတဲ့ဘာရှောပေါ့နော်နေရာတွေပေါ့နော်အဲ့ဒီဟာတွေကိုတဲ့ရှီကြီးစုလို့ပေါ့နော်ဒီစီတင်ညွှန်ကြားပေးတဲ့ဒီတင်ဂီတလေးတွေတဲ့ဒါဖြစ်ပါတယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော်โอเคတင်ခဲ့တယ် termination နှစ်ခုတင်ခဲ့တယ်ဟျောကြီးမှာဆိုရင်ခီစေးဟျောကြီးနဲ့ရှီကြီးဟျောကြီးနဲ့ဆိုပြီးတော့နှစ်ခုတင်ခဲ့တယ်ပေါ့နော်ခီစေးကကျတော့ခင်းရှိဆိုပြီးတော့ဒုကောက်မှတ်ခိုင်းတာတယ်ရှီကြီးကကျတော့ရှီကြီးဆိုတာစီတင်ညွှန်ကြားတယ်ဆိုတော့ဒေကီရုကိုတိုမှတ်တာဆိုပြီးတော့ပြောခဲ့တယ်မှတ်လားโอเคအဲ့ဒါကြောင့်မို့ဒါမှန်တယ်ပေါ့နော်ဒါသူ့ရဲ့ termination တိုင်းပဲပေါ့နော်ဒီစီစဉ်ညွှန်ကြားတဲ့တင်ဂီတာဆိုတာအထူးနီးလန်းတွေကကိုလုံးလို့ရတဲ့ဟာတွေရဲ့ပြီးတော့လမ်းမပေါ်မှာသတ်မှတ်ထားတဲ့နေရာတွေကိုဒါစီစဉ်ညွှန်ကြားပြီးတဲ့တင်ဂီတာတွေကိုတော့ဒါစီစဉ်ညွှန်ကြားတဲ့တင်ဂီတာလို့ခေါ်ပါတယ်လို့ပြောတာဖြစ်တော့ကြောင့်မို့နံပါတ်2ကကျတော့ဒါမှန်တယ်ပေါ့နော်โอเคအဲ့ဆိုနောက်တစ်ခုနံပါတ်3ズの表示がある場所で午前7時にで安全を確認して展開を行ったもの。ဇုံတို့ဟျောကြီးကအရူပါလျှော်တဲ့ဒီပုံတိုင်းပေါ့နော်တင်ဂီတာရှိတဲ့နေရာမှာတဲ့ဂေါ်စင်းရှိကြီးနေပေါ့နော်မနက်9နာရီမှာတဲ့အန်းစင်းပေါ့နော်အနေရကင်းလားမကင်းလားဟိုတဲ့ခကုနစ်တဲ့စစ်ဆေးပြီးတော့တဲ့သူကတင်းကိုက်ယူတဲ့အိုကိုနာတာပေါ့နော်ဒီကားကိုတဲ့ပြန်ပွေခဲ့ပါတယ်ဆိုပြီးတော့ဒါသူပြောတယ်ပေါ့နော်โอเคဆိုလိုချင်တဲ့ပေကဒီတင်ဂီတာရှိတဲ့လမ်းပေါ့နော်အဲ့လမ်းမှာသူမနက်9နာရီမှာအနေရကင်းလားမကင်းလားသူစစ်ပြီးတော့ဒါသူဟိုကားကိုခေါင်းငယ်ကွေးပြန်ပွေခဲ့တယ်ပြန်လှည့်ခဲ့တယ်ဆိုပြီးတော့ဒါသူပြောတယ်ပေါ့နော်โอเคမှန်လားပေါ့နော်ပုံဝင်ကြည့်လိုက်ပေါ့နော်ပုံဝင်ကြည့်လိုက်တဲ့အခါမှာဒီအပေါ်ကဒီတင်ဂီတာဒီဒါတင်ကိုက်ခင်ရှိပေါ့နော်ဒါကားပြန်ပွေးလို့မရပါဘူးဆိုပြီးတော့ပေါ့နော်ကားပြန်ပွေးတာကိုတားမြစ်ထားတဲ့တင်ဂီတာပေါ့နော်โอเคအဲ့အောက်မှာမှသူကအချိန်ကြီးရတယ်ပေါ့နော်ဝါနေရ sorry ဒါမနက်၈ကနေပြီးတော့ည၈ပေါ့နော်မနက်၈နာရီကနေပြီးတော့ည၈နာရီဆိုပြီးတော့ဒါသူရေးရတယ်ပေါ့နော်အချိန်မရေးနိုင်ရင်တော့ဒါ24 hour တရက်လုံးကိုတားမြစ်ထားတာပေါ့နော်အချိန်ရေးထားတယ်ဆိုရင်တော့ဒါမနက်၈နာရီကနေပြီးတော့ည၈နာရီမှာပဲသူပြန်ခွေတာကိုတားမြစ်ထားတာပေါ့နော်အဲ့ဒီအချိန်နဲ့မသက်ဆိုင်တဲ့အချိန်ဒီမှာဆိုရင်တော့ဒါ okay တယ်ပြန်လှည့်လို့ရတယ်ပေါ့နော် okay အဲ့ကြောင့်မို့သူကသူမနက်၈နာရီကနေပြီးတော့ည၈နာရီအတွင်းမှာကားပြန်ခွေတာကိုတားမြစ်ထားတဲ့အတိတ်ပဲဖြစ်တယ်ပေါ့နော်အဲ့ကြောင့်မို့သူကမနက်9နာရီမှာသူကားပြန်ခွေခဲ့တယ်လို့ပြောတာကြောင့်မို့မှန်လားပေါ့နော်မှန်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူတားမြစ်ထားတာကမနက်၈ကနေပြီးတော့ည၈ကြားထဲမှာပဲတားမြစ်ထားတာပေါ့နော်မနက်9နာရီဆိုရင်ဒီစင်းမြင့်စီကနမဆိုင်တာဖြစ်တဲ့ကြောင့်မို့ဒီနေရာမှာကားကိုပြန်ခွေလို့ရတယ်ပေါ့နော်โอเคအဲ့ကြောင့်မို့နံပါတ်3ကကြတော့မှန်တယ်ပေါ့နော်
နောက်တစ်ခုနံပါတ် 4ကကြတော့ zoom တော့ hyoji no aru tokoro de ဝါတဲ့ဒီပုံကပေါ့နော်တင်ဂီတရှိတဲ့နေရာမှာဆိုရင်တော့တဲ့ A ရှဝါတဲ့ A ကားတီတဲ့ A ကားတီပေါ့နော်ချူကိုစင်ဟိုတဲ့ခွဲတဲ့အလေမြင့်ကိုကြော်ပြီးတော့တဲ့ oi koshish တင်မိုရောကြီးတဲ့ကြော်လို့ရပါတယ်တဲ့ okay ဒီတင်ဂီတရှိရဲ့လမ်းမှာဒီ A ကားလေးဒီ A ကားဒီအလေမြင့်ကိုကြော်ပြီးတော့ဒီအလေမြင့်ကိုပေါ့နော်ဒီအလေမြင့်ကိုကြော်ပြီးတော့တဲ့အလေမြင့်ကိုကြော်ပြီးတော့ပေါ့နော်ကြော်လေးရပါတယ်ပေါ့နော်ဒီအလေမြင့်ကိုပေါ့နော်ဒီအလေမြင့်ကိုတဲ့ဒီလိုကြော်လေးရပါတယ်ဆိုပြီးတော့ဒါသူပြောရတယ်ပေါ့နော် okay အဲ့ဒါဒီပုံကြည့်ကြမယ်ပေါ့နော်ဒီပုံကြည့်လိုက်တဲ့အခါမှာဒီဘက်ကကျတော့ဒါတလန်ဒါအသွားလိုင်းပေါ့နော်ဒီဘက်ကအပြန်လိုင်းဖြစ်တာဖြစ်လို့ကြောင့်မို့ဒီမြင်းနှစ်ခုကဒါအလေမြင်းဖြစ်တယ်ပေါ့နော် okay ဒီမှာကလည်းသူကချူးကိုစင်ဆိုပြီးတော့အလေမြင်းဆိုပြီးတော့ဒါရေးထားပေးတယ်ပေါ့နော်ဒါအလေမြင်းဆိုပြီးတော့ရေးထားပေးတယ်အလေမြင်းကအဝါရောင်မြင်းချောင်းနဲ့ဆွဲထားတဲ့အခါဒီဒါပြောရမယ်ဆိုရင်ပေါ့နော်သူရဲ့အထိပ္ပယ်ကကြတော့အိုယီကိုရှိနောတာမယ်ပေါ့နော်ကြော်ဖို့အတွက်ဒါသူများလမ်းထဲကိုဝင်ပြီးတော့သွားတာကိုတားမြစ်တာတဲ့တင်ဂီတာဖြစ်တယ်ဆိုပြီးတော့ဒါတင်ခဲ့တယ်ပေါ့နော်ဒါကိုကဒါသူများလမ်းထဲဝင်ကြော်လို့မရဘူးဆိုတဲ့အထိပ္ပယ်ပေါ့နော်โอเคအမှမှာအဖြူရောင်လေးတွေနဲ့ဆွဲထားပေးတယ်အဖြူရောင်လေးတွေပါခဲ့တယ်ဆိုရင်ဒါတင်ခဲ့တယ်အဖြူရောင်ပါတဲ့ပတ်ချံကားဒီဒါသူများလမ်းထဲဝင်လို့ရတယ်ဆိုပြီးတော့ဒါတင်ခဲ့တယ်ပေါ့နော်โอเคဒီပုံအနေထားရမှာဆိုရင်ဒါကြည့်လိုက်မယ်ဆိုရင် A ဘက်ချံမှာအဖြူရောင်မြင်းလေးရှိနေတာဖြစ်တဲ့ကြောင့်မို့ A ကားသမားဒီ B လမ်းကြောတွေဝင်ပြီးတော့အရှိအကာကိုကြော်မယ်ဆိုရင်ဒါကြော်လို့ရတယ်ပေါ့နော်โอเคဘေကားသမားကြတော့ဘေကားသမားသူ့ဘက်ချမှာဖြူအောင်မင်းမရှိတာဖြစ်တာပဲကြောင့်မို့ဘေကားသမားဒီ A ရဲ့လမ်းကြောတွေဝင်ပြီးတော့ကြော်လို့မရဘူးပေါ့နော်ဘေကားသမားဒီသူ့ B လမ်းတွင်းရပဲဒါသူသွားရမှာပေါ့နော်โอเคအဲ့ကြောင့်မို့မေးခွန်းကကြတော့ A ကားဒီတဲ့ A ကားဒီတဲ့ချူကိုစင်ဟိုတဲ့အလဲမြင်းကိုပေါ့နော်ခွဲတဲ့ကြော်ပြီးတော့တဲ့ oi koshish တဲ့မို့ရောကြီးတဲ့ကြော်လို့ရပါတယ်လို့ပြောတာဖြစ်တဲ့ကြောင့်မို့မှားမှားဆိုတော့မှန်တယ်ပေါ့နော်ဘာကြောင့်မှန်တာလဲဆိုတဲ့အခါကျတော့ A ဘက်မှာအဖြူရောင်မြင်းလေးရှိနေလို့မှန်တာပေါ့နော်အကယ်၍ A ဘက်မှာဒါအဖြူရောင်မြင်းကလေးဒီလမ်းလေးဒီမြင်းလေးမပါခဲ့ဘူးဆိုရင်တော့မှားတယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒါဒီဟာဆိုရင် A ကားရော B ကားရောကဒါသူများလမ်းနဲ့ဝင်ကြော်လို့မရဘူးဆိုမကြော်လို့မရဘူးပေါ့နော်။ Okay နောက်တစ်ခုနံပါတ်5ပေါ့နော်။နံပါတ်5ကကြတော့ Zoom の表示のあるところではတဲ့ဒီပုံမှာပြထားတဲ့နေရာမှာဆိုရင်တော့တဲ့ A のစကိုတာကြီးကလာတဲ့ A လမ်းကြောင်းကနေပြီးတော့တဲ့ B のစကိုတာကြီးရဲ့တဲ့ B လမ်းကြောင်းကိုတဲ့ရှင်းလို့ကိုခိုဲတဲ့ဝါတဲ့နာနာကြီးတဲ့ရှင်းလို့ဆိုတာလမ်းကြောင်းပေါ့နော်ခိုဲဆိုတာခိုဲလို့ဆိုတာလမ်းကြောင်းချိန်တာပြောတာပေါ့နော်တေဝါနာနာကြီးတဲ့လမ်းကြောင်းချိန်လို့မရပါဘူးတဲ့ A လမ်းကြောင်းကနေပြီးတော့တဲ့ B လမ်းကြောင်းကိုတဲ့ချိန်လို့မရပါဘူးဆိုပြီးတော့ပြောတယ်ပေါ့နော် Okay ဒီပုံနေရာရှိရဲ့လမ်းမှာပေါ့နော်ဒီ A လမ်းကြောင်းကနေပြီးတော့ဒီ B လမ်းကြောင်းနဲ့ဟိုတဲ့ချိန်လို့မရပါဘူးဆိုပြီးတော့ဒါသူပြောတယ်ပေါ့နော်။ Okay အဲ့ဒါဒီပုံကိုကြည့်လိုက်မယ်ပေါ့နော်ပုံကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာသူရေးထားတယ်ရှာလျောစုခိုတိုင်ကျောကိုင်းစင်လို့ရေးထားတာဒီဒီဟာကြတော့ဒီကားလမ်းကြောင်းနဲ့နမိတ်လို့ပြောထားတာပေါ့နော်ကားလမ်းကြောင်းနဲ့နမိတ်ဆိုတာဒါသူတို့ဒါဒီအလယ်မြင့်မဟုတ်ဘူးပေါ့နော်ဒါသူတို့နှစ်ခုဒီတလန်းကြောတယ်လို့ပြောချင်တာပေါ့နော်ဒါတင်တော့ကပြောတာဒါပေမဲ့ဒီ A နဲ့ B နဲ့ဒီတလန်းကြောတယ်ပေါ့နော်။ Okay အလယ်မြင့်ရရှိခြင်းဒီနေရာမှာရှိမှာပေါ့နော်ဒီဘက်ကစန့်ကျင်ဘက်လမ်းကြောရှိမယ်ပေါ့နော်။ Okay အဲ့ဆိုရင်ဒါဒီမှာအလယ်မြင်းပေါ့နော်ဒါကကြတော့ဒါသူတို့နှစ်ခုကြားထဲမှာရှိတဲ့မြင်းပေါ့နော်ဒီလိုမျိုးသူတို့နှစ်ခုကြားထဲမှာရှိတဲ့မြင်းကိုအဝါရောင်နဲ့ဆွဲရတယ်ဆိုရင်ဒါရှင်းလို့ဟင်းကိုခင်းရှိပေါ့နော်လမ်းကြောင်းပြောင်းလို့မရဘူးဆိုပြီးတော့ဒါတင်ခဲ့တယ်ပေါ့နော်။ Okay အဲ့မှာအဖြူရောင်ပါလာခဲ့တယ်ဆိုရင်အဖြူရောင်ဘက်ခြံကကတော့ဒါလမ်းကြောင်းပြောင်းခွင့်ရှိရဆိုပြီးတော့ဒါပြောခဲ့တယ်ပေါ့နော်။ Okay ဒီပုံနေထားရအောင်ကြည့်မယ်ဆိုရင် A ဒီ B လမ်းကြောတွေကိုလမ်းကြောင်းပြောင်းလို့ရတယ်။ဘာဖြစ်လို့ဆိုတော့သူ့ဘက်မှာအဖြူရောင်မင်းကြောင်းလေးရှိနေလို့ပေါ့နော်။ Okay ဒီ B သမားပေါ့နော် B သမားကျတော့ A ဘက်ခြံကိုဒီလိုပုံစံမျိုးနဲ့လမ်းကြောင်းဝင်ပြောင်းလို့မရဘူးပေါ့နော်။ဘာကြောင့်လဲဆိုတော့သူ့ဘက်မှာအဖြူရောင်မြင်းမရှိနေတာဖြစ်တာဖြစ်တဲ့ကြောင့်မို့ဒီပုံနေထားရဆိုရင်တော့ဒါ A သမားဒီ B ဘက်ခြံကိုလမ်းကြောင်းပြောင်းနေတာပြောင်းလို့ရတယ်ပေါ့နော်။ဒါ B သမားကတော့ A ဘက်ခြံကိုလမ်းကြောင်းပြောင်းလို့မရဘူးပေါ့နော်။ Okay အဲကြောင့်မို့မေကုန်းမှာ A နော်ရှာလော့စကိုတိုင်းကလာတဲ့ A ကန်းလမ်းကြောင်းကနေပြီးတော့တဲ့ B နော်ရှာလော့စကိုတိုင်းပေါ့နော်။ B ကန်းလမ်းကြောင်းကိုတဲ့ရှင်းလို့ကိုခိုင်းတဲ့ဝါနာလာနာကြီးတဲ့လမ်းကြောင်းပြောင်းလို့မရပါဘူးလို့ပြောတာဖြစ်တဲ့ကြောင့်မို့ဒါမှားတယ်ပေါ့နော်။ A ကနေပြီးတော့ B ကိုလမ်းကြောင်းပြောင်းလို့ရတယ်။ဘာလို့လမ်းကြောင်းပြောင်းလို့ရလဲဆိုတော့သူ့ဘက်မှာအဖြူရောင်မြင်းကြောင်းလေးရှိနေလို့ပေါ့နော်။6ပေါ့နော်နံပါတ်6က Zoom の表示のあるところにတဲ့車を止めတဲ့5分以内で荷物をတဲ့積み下ろしをတဲ့行ったတဲ့ Zoom の表示のあるところにတဲ့ဒီပုံပေါ့နော်ဒီပုံဒီတင်ဂီတာရှိရဲ့နေရာမှာတဲ့ခရုမကိုထုံမဲပေါ့နော်သူကကားကိုတဲ့ရက်ပြီးတော့တဲ့ go for in နာရီပေါ့နော်9မိနစ်အတွင်းနဲ့နိမိုဆိုတဲ့အထုပ်ကိုတဲ့ပစ္စည်းတွေကိုပေါ့နော်စုမီအိုလို့ရှိပစ္စည်းအတင်ချကိုတဲ့ ကိုနာတာကလောက်ခဲ့ပါတယ်တဲ့ okay ဒီတင်ဂီတာရှိရဲ့နေရာမှာသူကကားကိုရက်ပြီးတော့9မိနစ်အတွင်းပေါ့နော်ပစ္စည်းအတင်ချလောက်ခဲ့ပါတယ်လို့ပြောတယ်ပေါ့နော်မှန်လားမှားလားပေါ့နော် okay အဲ့ဒါဆိုရင်ဒီတင်ဂီတာကကျတော့ဗာတင်ဂီတာလဲဆိုတော့အဝါရောင်ကိုဒီမှာအပြက်လေးတွေပေါ့နော်ဆွဲတာပြတာဒီတင်ဂီတာဒီချူးရှာခင်ရှိရဲ့တင်ဂီတာပေါ့နော်ဒါဒီနေရာမှာဒါချူးရှာလုပ်လို့မရပါဘူးဆိုတဲ့တင်ဂီတာပေါ့နော်ဒါဒီနေရာမှာတေးရှာလုပ်မယ်ဆိုရင်တော့ဒါလုပ်လို့ရတယ်ပေါ့နော် okay အဲ့ဒါဆိုရင်တေးရှာတယ်မှာဘာတွေပါလဲပေါ့နော်
ပစ္စည်းဗာလဲလူအတင်ချလောက်တာဆိုရင်တိန်းရှာတာမှာပါတယ်ပြီးတဲ့အခါကျတော့ပစ္စည်းအတင်ချလောက်တာ9မိနစ်အတွင်းပေါ့နော်ပစ္စည်းအတင်ချလောက်တာ9မိနစ်အတွင်းမှာလုပ်တယ်ဆိုရင်ဒါတိန်းရှာတာမှာပါတယ်ပြီးရင်ဒါချက်ချင်း ready အနေထားနဲ့ဒါဆိုင်ကယ်ပဲဖြစ်ကားပဲဖြစ်ပြန်မောင်းလို့ရတဲ့အနေထားမျိုးနဲ့ရက်တာလေဆိုရင်လည်းဒါတိန်းရှာတာမှာပါတယ်ပေါ့နော် okay အဲ့ဆိုရင်ဒါဒီလိုနေရာမှာဆိုရင်ဒါသူကချူရှာပဲခင်းရှိလောက်တာဖြစ်တော့ကြောင့်မို့ဒီနေရာမှာတိန်းရှာလုပ်လို့ရတယ်ပေါ့နော်အဲ့ကြောင့်မို့မိကုန်းကလည်း9မိနစ်အတွင်းပစ္စည်းကိုအတင်ချလုပ်ခဲ့ပါတယ်လို့ပြောတာဖြစ်တော့ကြောင့်မို့ဒါရတယ်ပေါ့နော်ဘာလို့ဆိုတော့9မိနစ်အတွင်းဆိုရင်တေးရှာတယ်မှာဒါပါလို့ပေါ့နော်။ Okay အဲ့ဒါကြောင့်မို့နံပါတ်6ကကျတော့ဒါမှန်တယ်ပေါ့နော်။ Okay နောက်တစ်ခုနံပါတ်9ပေါ့နော်ဇွန်းတို့ရောကြည်ွားတဲ့ဒီပုံလေးကတင်ကြတာဒီတေးရှိခင်ရှိပူပုံပေါ့နော်ဟောဒါတေးရှိခင်ရှိဆိုတာရက်လို့မရပါဘူးပေါ့နော်ဒါဒီနေရာမှာရက်လို့မရပါဘူးဆိုတဲ့ဟာကိုတဲ့အာရဝါရှိတဲ့ဖော်ပြနေပြီးတော့တဲ့ခရုမဝါတဲ့ကားတွေဒီတဲ့ခွန်နောနာကနေပေါ့နော်ဒီအထဲကိုတဲ့ height တဲ့ဝင်ပြီးတော့တဲ့တေးရှိတဲ့ဝါနာနာနာကြီးတဲ့ရက်လို့မရပါဘူးဆိုပြီးတော့ဒါပြောတယ်ပေါ့နော် Okay ဒီတင်ကြတာဒီတင်တော့ကလည်းပြောခဲ့တယ်ပေါ့နော်ဒါမှားလွယ်တယ်ဆိုပြီးတော့ဒါပြောခဲ့တယ်ပေါ့နော်ဒီတင်ကြတာဒီတေးရှိခင်ရှိရဲ့တင်ကြတာမဟုတ်ဘူးဒီတင်ကြတာဒီမဝင်ရဆိုတဲ့တာချီအီဒီခင်ရှိရဲ့တင်ကြတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့သူကကျတော့တေးရှိခင်ရှိရဲ့တင်ကြတာကိုဖော်ပြတယ်လို့ပြောတာဖြစ်တော့ကြောင့်မို့ဒီဟာဒီမှားတယ်ပေါ့နော်ဒါဒီတင်ကြတာဒီတာချီအီဒီခင်ရှိပေါ့နော်Okay အဲ့ဆိုရင်နောက်တစ်ခုနံပါတ်8ပေါ့နော်နံပါတ်8ကကျတော့ခရုမဝါတဲ့ဇုံတော့ရောကြီးနိုင်ယူတဲ့စုကိုရှိတယ်မို့ရောကြီးကတဲ့တေးရှိတယ်ဝါနာလာနာကြီးတဲ့ Okay ဒီတင်ကြတာဒီပေါ့နော်ကားတွေဒီဒီဇုနော်ဒီပုံလေးရပေါ့နော်ဟျောကြီးတင်ကြတာရဲ့အထဲကိုတဲ့စုကိုရှိတယ်မို့ရောကြီးကတဲ့တွားလို့ရတယ်တဲ့ဒီတင်ကြတာတွေကိုပေါ့နော်တွားလို့ရတယ်ဆိုပေမဲ့တဲ့တေးရှိတယ်ဝါနာလာနာကြီးတဲ့ရက်လို့တော့မရပါဘူးလို့ပြောတယ်ပေါ့နော် Okay ကားတွေဒီတင်ကြတာရဲ့အထဲကိုတွားလို့ရတယ်တဲ့ပေါ့နော်တွားလို့ရတယ်ဆိုပေမဲ့တဲ့ရက်လို့တော့မရပါဘူးတဲ့မှန်လားပေါ့နော်မှန်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီတင်ကြတာဒီပေါ့နော်ဒါရက်တာကိုတားမြစ်တာတဲ့တင်ကြတာရက်လို့မရဘူးဆိုတဲ့တင်ကြတာဒီတင်ကြတာကိုပေါ့နော်ဖြတ်ပြီးတော့တွားမယ်ဆိုရင်ဒါတွားလို့ရတယ်ပေါ့နော်ဒီထဲမှာအဓိကကဝေမရက်နေပြီးရောပေါ့နော်အားကြောင့်မို့နံပါတ်8ကကျတော့ဒါမှန်တယ်ပေါ့နော်ပေါ့နော်နံပါတ်9ကဇွန်းတို့ရောကြီးနော်အာလူတကူတို့တဲ့ဝါတဲ့ဒီပုံရှိရပေါ့နော်ဒီပုံတင်ကြီးသားရှိတဲ့နေရာမှာတဲ့ခရုမဝါတဲ့ကားတွေဒီတဲ့လူစကူတိုင်နော်နာကာနိဟိုင်တဲ့ချူတေရှာရှတဲ့ဝါတဲ့ဤကဲနာဟိတဲ့ဒီပုံရှိတဲ့ပေါ့နော်နေရာမှာဆိုရင်တော့တဲ့ခရုမဝါတဲ့ကားတွေဒီတဲ့ဒီလူစကူတိုင်ရဲ့အထဲတွေကိုပေါ့နော်နာကာနိတဲ့အထဲတွေကိုတဲ့ height တဲ့ဆိုတာဝင်ပြီးတော့ချူတေရှာရှတဲ့ဝါဤကဲနာဟိတဲ့ရက်လို့မရပါဘူးတဲ့ okay အဲ့ဆိုရင်ဒါဒီပုံကကြတော့အလုံးပေါင်း3ပုံတင်ခဲ့တယ်ပေါ့နော်ဒါဒီမှာအဆက်ကလေးနဲ့ဆိုရင်ဒါဒုတိယမြောက်ပုံပေါ့နော်ဒီဒုတိယမြောက်ရဲ့ပုံရဲ့ခေါင်းစဉ်အကြီးကသူကချူးတေရှာခင်ရှိရဲ့လူစကူတိုင်းဆိုတဲ့ပုံပေါ့နော်ဒီထဲမှာချိုးရှာတွေတေးရှာတွေဝင်လို့မရဘူးဒီထဲမှာဝင်ပြီးတော့တွားလို့ရတာကစပိန်တွားလို့ရမယ်ပြီးတော့လူတွားလို့ရမယ်ပေါ့နော်ဂျန်တဲ့ကားတွေဝင်တွားလို့မရဘူးပြီးတဲ့အခါကျတော့ဒီထဲမှာချိုးရှာတွေတေးရှာတွေလုံးလို့မရဘူးဆိုပြီးတော့ဒါတင်ခဲ့တယ်ပေါ့နော်โอเคအဲဒါကြောင့်မို့သူကလည်းဒီကားတွေဒီတဲ့ဒီလူစကူတိုင်းရဲ့အထဲကိုဝင်ပြီးတော့တဲ့ချိုးရှာတေးရှာကိုတဲ့ရှစ်တဝိုက်ကဲနိုင်လို့ပြောတာဖြစ်တဲ့ကြောင့်မို့ချိုးရှာတေးရှာလုံးလို့မရဘူးလို့ပြောတာဖြစ်တဲ့ကြောင့်မို့မှန်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့မြင်းကြောင်းနှစ်ကြောင်းနဲ့ဆွဲထားတဲ့ဒီတင်ကြတာဒီဒါချိုးရှာတေးရှာခင်းရှိလောက်တာတဲ့လူစကူတိုင်းဖြစ်တယ်ပေါ့နော်โอเคအဲဒါကြောင့်မို့နံပါတ်9ကကျတော့ဒါမှန်တယ်ပေါ့နော်နောက်တစ်ခုပေါ့နော်နံပါတ်10နံပါတ်10ကကြတော့ဒီ zoom の表示はဒီပုံမှာပြထားတဲ့ဒီသင်္ကေတဒီပေါ့နော်ဟိုကိုရှာယောလူစကူတိုင်းနာနော်တဲ့လူတီးတန်းပေါ့နော်လူတီးတန်းနဲ့လူတီးတန်းသွားတဲ့လူစကူတိုင်းလေးဖြစ်တဲ့အတွက်ကြောင့်မို့တဲ့ဟိုကိုရှာဝါတဲ့စုကိုတဲ့ကီတူကတဲ့လူတွေကတော့တဲ့သွားလို့ရတယ်ဆိုပေမဲ့တဲ့ဂျီတင်းရှာဝါတဲ့စပိန်ကတော့တဲ့စုကိုတဲ့ကီနာကြီးတဲ့သွားလို့မရပါဘူးဆိုပြီးတော့ဒါသူပြောထားတယ်ပေါ့နော်โอเคအဲ့ဆိုဒီတင်ကြီးဒါကြတော့ဒါလူစကူတိုင်းနှစ်ကြောင်းနဲ့ဆွဲရတယ်ပေါ့နော်နှစ်ကြောင်းနဲ့ဆွဲရတယ်ဒီဘက်မှာလူစကူတိုင်းလို့ရေးရတယ်နှစ်ကြောင်းနဲ့ဆွဲရတယ်ဆိုရင်ဒါလူသီးသန့်အသုံးပြုတဲ့လူစကူတိုင်းဆိုပြီးတော့တင်ခဲ့တယ်ပေါ့နော်ဟိုကိုရှာရောလူစကူတိုင်းဆိုပြီးတော့ဒါတင်ခဲ့တယ်ပေါ့နော်အဲ့ကြောင့်မို့တော့ဟိုကိုရှာရောဖြစ်တော့ဒါကြောင့်မို့လူပဲတောင်းလို့ရတာဖြစ်တော့ကြောင့်မို့စပိန်တောင်းလို့မရပါဘူးဆိုပြီးတော့ဒါတင်ခဲ့တယ်ပေါ့နော်โอเคပြီးတော့ဒီထဲမှာချိုးချတေးရှာလည်းဝင်လုံးလို့မရအောင်ဆိုပြီးတော့ဒါတင်ခဲ့တယ်ပေါ့နော်โอเคအဲကြောင့်မို့ဒီပုံရှိရဲ့ဒီတင်ခဲ့တဲ့မှာဆိုရင်တော့တဲ့ဒါလူတီးသက်သွားတဲ့လမ်းဖြစ်တော့ကြောင့်မို့တဲ့ဟိုကိုရှာပေါ့နော်လူတွေကတော့တဲ့သွားလို့ရတယ်ဆိုပေမဲ့တဲ့စပိန်ကတော့တဲ့သွားလို့မရပါဘူးလို့ပြောတာဖြစ်တဲ့ကြောင့်မို့မှန်တယ်ပေါ့နော်โอเคအဲဆိုရင်ဒီမေးခွန်းနဲ့ပေါ့နော်ဒီမေးခွန်းနဲ့ဒီပုံနဲ့ဆိုရင်မှန်လားပေါ့နော်โอเคဒီစာကတော့ဒီစာမပါဘူးပဲထားလိုက်ပါအောင်ဒီဟာတွေမပါဘူးပေါ့နော်ဒီဟာမပါဘူးဒီဟာပဲပေါ့နော်โอเคအဲ့ဒါဒီစာလေးနဲ့ပေါ့နော်ကိုကိုရှာဝါစုကိုတက်ကီတုကားတဲ့ဒါဒီတင်ကြတာဒီပေါ့နော်ဒါဒီတင်ကြတာဒီကိုကိုရှာဝါစုကိုတက်ကီတုကားတဲ့ပေါ့နော်ဒီတင်ရှာဝါစုကိုတက်ကီနိုင်ဆိုပြီးတော့လိုမျိုးပုံနဲ့တွဲမေးမှန်လားပေါ့နော်အဲ့ဒါဆိုရင်တော့မှန်လားဆိုမှားတယ်ပေါ့နော်ဘာကြောင့်မှားလဲဆိုတဲ့အခါကျတော့ဒီလိုနှစ်ခုဆွဲရတဲ့အခါမှာဆိုရင်ဒီလိုဒီအဆက်ကလေးနဲ့ဆိုရင်ပေါ့နော်ဒါလူလေးတောက်လို့ရတယ်စပိန်နဲ့ဒါတောက်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးနေထားဒီလိုမျိုးပုံစံမျိုးနဲ့ချိန်ပြီးတော့မေးလာခဲ့တယ်ဆိုရင်တော့မှားတယ်ပေါ့နော်ဘာကြောင့်လဲဆိုတဲ့အခါကျတော့လူကလည်းတောက်လို့ရတယ်ပေါ့နော်ဒီမှာဆိုရင်
ဒီအချောင်းမောက်ဘဲနဲ့လို့အဆက်ကလေးတွေဖြစ်သွားမယ်ဆိုရင်ဒါလူလည်းသွားလို့ရတယ်စပိန်လည်းသွားလို့ရတယ်ပေါ့နော်โอเคအဲ့လိုမျိုးလေးဒါလေးလှည့်မေးတက်တယ်ပေါ့နော်အဓိကကိုကဘယ်လိုပဲဖြစ်ဖြစ်သဘောတရားနားလည်တာညပြီပေါ့နော်နောက်တစ်ခုပေါ့နော်နံပါတ်7ဇုံနိုဟျောဂျီဝါတဲ့ပုံမှန်ပြလာတဲ့သင်္ကေတတွေတဲ့ရိုတာရီရှိကီနိုခိုးစတင်တဲ့အားကိုတို့တဲ့အာရဝတ်တေတို့တဲ့ရိုတာရီရှိကီဆိုတာကကျတော့သူကဘာပြောရလဲဆိုတော့အဝိုင်းပတ်ပေါ့နော်အဝိုင်းပတ်ပုံတံပေါ့နော်လမ်းစုံရှိတယ်ဆိုတဲ့ဟာကိုတဲ့အာရဝရှိတေတို့တဲ့ဖော်ပြနေတာဖြစ်ပါတယ်ဆိုပြီးတော့ဒါသူပြောတယ်ပေါ့နော်โอเคဒါဒီဒါမှားတယ်ပေါ့နော်အဝိုင်းပတ်လမ်းစုံကကျတော့အဲ့ဒီသင်္ကေတမဟုတ်ဘူးပေါ့နော်အဝိုင်းပတ်လမ်းစုံကကျတော့ဒီလိုအဝိုင်းဆွဲရတယ်ပေါ့နော်အဝိုင်းဆွဲပြီးတော့ဒီလိုပြရတယ်ပေါ့နော်ဒီလိုမြားလေးပြရတယ်အဲ့ဒါမှဒါအဝိုင်းပတ်လမ်းစုံအဝိုင်းပတ်လမ်းစုံရဲ့သင်္ကေတပေါ့နော်ဒီသင်္ကေတကကြတော့ဒါသူကပြောမယ်ဆိုရင်ဒါခုနကဒါဘယ်ညာချိုးတယ်ပေါ့နော်ဘယ်ညာချိုးတဲ့နီးလန်းတွေကပုံတွေကနေပြီးတော့တပုံဆွဲပြရတာပေါ့နော်ဒါညာချိုးရမယ့်နေရာကိုပြရတယ်ဒါပုံပေါ့နော်ဒါဘယ်ညာချိုးရမယ့်နီးလန်းကိုပြရတဲ့ပုံပေါ့နော်အဲဒါကြောင့်မို့ဒီဟာကကြတော့နံပါတ်7ကကြတော့ဒါမှားတယ်ပေါ့နော်ဒါဒီဘက်မှာရှင်းပြတာလေဒီပုံဒီတဲ့ဥစ္စာစင်ဆိုဟိုတဲ့အရဝါရှိတဲ့ဒါဘယ်ညာချိုးရတဲ့နီလန်ဟိုတဲ့ဖော်ပြနေပြီးတော့တဲ့ဒါကားတွေကပေါ့နော်ဥစ္စာစင်ဆိုစုလူတုခိပေါ့နော်ဘယ်ညာချိုးတဲ့အခါမှာတဲ့စုကိုရှင်းနာခဲ့တဲ့ဘာနာနာနိုင်ပေါ့နော်တောင်းမရမယ်မတော်လို့မရဘူးဆိုတဲ့နေရာလေးဟိုတဲ့ရှင်းမက်တေဟိုတဲ့ဖော်ပြနေတဲ့တင်ကြီးသားဖြစ်ပါတယ်ပေါ့နော်ဆိုတဲ့ဟာပေါ့နော်အဲ့ဒါကို तू ကဒီရိုတာရီရှိကီဆိုတာအဝိုင်းပတ်တာပေါ့နော်အဝိုင်းပတ်ပုံတံလမ်းစုံဖြစ်တယ်ဆိုတဲ့ဟာကိုပြတာပေါ့နော်အားကြောင့်မို့ဒီဟာဒီဒါမှားတယ်ပေါ့နော်နောက်တစ်ခုနံပါတ်7နံပါတ်7ကကြောင့်ဒါ၄ပုံနေရနေပြီးတော့ဗောနော်ဒီ7က၄ပုံနေရနေပြီးတော့တပုံဆွဲထုတ်ပြီးတော့ဒါမေးတာဗောနော်နောက်နံပါတ်7ကကြောင့်ဇွန်းတော်ယောဂျီဝါတဲ့ဒီပုံနေရတင်ကေတာဒီတဲ့တင်းကိုက်ခင်ရှိဆိုတာပြန်ကွေ့တာကိုတားမြစ်တာတဲ့ဟာအရေးတဲ့ခုခံပေါ့နော်ဒါ area ကတဲ့ပြန်ကွေ့တာကိုတားမြစ်တာပါတယ်ဆိုတဲ့ဒီ area ပေါ့နော်ကားတဲ့ဟာဂျီမာရီပေါ့နော်စပါပြီဆိုတဲ့ဟာကိုတဲ့အာရဝတ်တေယူတဲ့ဖော်ပြနေတာဖြစ်ပါတယ်တဲ့ okay ပုံမှန်ပြလာတဲ့ဒီတင်ကေတာလေးဒီတဲ့ဒါတင်းကိုက်ခင်ရှိလောက်တာတဲ့ဆိုတဲ့ပေါ့နော် area လေးရတဲ့စပါပြီဆိုတဲ့ဟာကိုတဲ့အာရဝတ်တေယူတဲ့ဖော်ပြနေတာဖြစ်ပါတယ်လို့ပြောတာဖြစ်တော့ကြောင့်မှန်လားမှားလားပေါ့နော်မှားတယ်ပေါ့နော်ဒါဒီတင်ကေတာဒီဟာဂျီမာရီရဲ့တင်ကေတာမဟုတ်ဘူးပေါ့နော် OR ရဲ့တင်ကေတာပေါ့နော်ဒီမှာပေါ့နော်ဒီဟာဂျီမာရီမှာတင်ကေတာမရှိဘူးပေါ့နော်တော့ OR မှာပဲတင်ကေတာရှိရပါပေါ့နော် okay ဒီဇူးနော်တင်ကေတာလေးဒီဒါတင်ကိုက်ခင်ရှိခုခံရဲ့ OR ဆိုရင်တော့ဒါအဖြစ်မှန်တယ်ပေါ့နော်တော့ဟာဂျီမာရီလို့ပြောတာဖြစ်တဲ့ကြောင့်မို့ဒီဟာဒီမှားတယ်ပေါ့နော်တို့ဒီဘက်မှာရှင်းပြလာတယ်ဟာဂျီမာရီတေဝါနာကိုတဲ့တင်ကိုက်ခင်ရှိခုခံကတဲ့ OR ပေါ့နော်ဒါပြီးဆုံးသွားပါပြီဆိုတဲ့ဟာကိုဖော်ပြတာပေါ့နော်အားကြောင့်မို့နံပါတ်7ကကြတော့မှားတယ်ပေါ့နော်โอเคနောက်တစ်ခုနံပါတ်73ဇူးနိုဟျောဂျီဝါတဲ့ဒီပုံပေါ့နော်ဒီပုံနဲ့တင်ကြတာဒီတဲ့ခိကင်းတဲ့အာရုကာရာတဲ့ပေါ့နော်ယာဂျီရုရှိနိုယောနေတဲ့ရှင်ကိုရှ်တဲ့ဝါတဲ့နာရာနိုင်ခုတိုတဲ့ရှီမက်စ်တဲ့ဤလူတဲ့ဇူးနိုဟျောဂျီဝါတဲ့ဒီပုံနဲ့တင်ကြတာဒီခိကင်းတဲ့အာရုကာရာဆိုတာအန်ဒီရရှိတော့ကြောင့်တဲ့ယာဂျီရုရှိနိုယောနီမြအတိုင်းယာဂျီရုရှိဆိုတာမြပေါ့နော်အန်ဒီရရှိတော့ကြောင့်တဲ့ဒီမြအတိုင်းဟိုတဲ့ရှင်ကိုရှ်တဲ့ဝါတဲ့နာရာနိုင်တွားလို့မရဘူးပေါ့နော်အန်ဒီရရှိတော့ကြောင့်တဲ့ဒီမြအတိုင်းဟိုတဲ့ရှင်ကိုရှ်တဲ့ဝါနာရာနိုင်တွားလို့မရဘူးဆိုတဲ့ဟာဟိုတဲ့ရှီမက်စ်တဲ့ရူတဲ့ဖော်ပြနေတဲ့တင်ကေတလေးဖြစ်ပါတယ်တဲ့ဒီတင်ကေတလေးဒီအန်ဒီရရှိတော့ကြောင့်ဒီမြပြလာတဲ့အတိုင်းကိုတွားလို့မရပါဘူးဆိုတဲ့ဟာဟိုတဲ့ဖော်ပြနေတာဖြစ်ပါတယ်တဲ့မှန်လားမှားလားပေါ့နော်မှားတယ်ပေါ့နော်သူကဒါအန်ဒီရရှိလို့မြပြလာတဲ့အတိုင်းကိုတွားလို့ရပါတယ်ဆိုပြီးတော့တွားခွင့်ပြုလာတဲ့တင်ကေတပေါ့နော်အဲဒါကြောင့်မို့နံပါတ်73ကကျတော့ဒါမှားတယ်ပေါ့နော်โอเคအဲ့ဆိုနောက်တစ်ခုနံပါတ်14ဇုံတို့ဟျောကြီးဝါတဲ့安全地帯なのでこの中に車を乗り入れてはならないことを表しているဇုံတို့ဟျောကြီးဝါတဲ့ဒီပုံနေရတင်ကြတာဒီတဲ့安全地帯なのでဒါဘေးကင်းဆုံးပေါ့နော် safety ဆုံးဖြစ်တဲ့ကြောင့်မို့この中にပေါ့နော်ဒီအထဲကို車をပေါ့နော်ကားကို乗り入れてဆိုတာစီးဝင်တာပေါ့နော်ဒါစီးဝင်လို့မရဘူးဆိုတဲ့ဟာကို表してဤလိုဖော်ပြနေတာဖြစ်ပါတယ်တဲ့ okay အဲ့ဆိုရင်ဒီသင်္ကေတလေးဒီ safety zone ဖြစ်တာဖြစ်တဲ့ကြောင့်မို့ဒီအထဲကိုကားကိုဝင်စီးလို့မရဘူးပေါ့နော်စီးဝါလို့မရဘူးဆိုတဲ့ဟာကိုဖော်ပြနေတဲ့သင်္ကေတလေးဖြစ်ပါတယ်ပေါ့နော်မှန်လားပေါ့နော် okay ဒီသင်္ကေတဒီတစ်ပတ်မှာခီတိုးရှိကီလိုရတာမိရထားလား okay ဒါ safety zone ရဲ့သင်္ကေတနဲ့ဆွဲရတာပေါ့နော်ဒီထဲမှာဆိုရင်ဒါလူတွေဝင်ရက်ဖို့အတွက်လောက်တာပြီးဒါကားတွေဝင်သွားလို့မရဘူးလေအဲ့ဒါကြောင့်မို့ तू ကလည်းအန်စင်စီတိုင်းဖြစ်လို့ဒါကားတွေပေါ့နော်ဝင်စီးဝါလို့မရဘူးလို့ပြောတာဖြစ်တဲ့ကြောင့်မို့နံပါတ်14ကမှန်တယ်ပေါ့နော်
Okay နောက်တစ်ခုနံပါတ်15ဇုနုရောကြီးဝါတဲ့ဒီပုံမှာပြလာတဲ့တင်ကေတာဒီတဲ့ဇင်းပိုးနီတဲ့အရှိမာတဲ့အိုးတန်းဟုတ်တို့ဘောနော်လူကူမင်းကြတွေဂျင်းနဲ့ရှောက်အိုးတန်းတာကြီးဘောနော်စပင်ကူမင်းကြတွေဟာတဲ့အာရုခုတို့ဘောနော်ရှိပါတယ်ဆိုတဲ့ဟာကိုလည်းရှိမက်တေကြီးတို့တဲ့ဖော်ပြနေတာဖြစ်ပါတယ်တဲ့ဒီတင်ကေတာလေးဒီအရှိမာလူကူမင်းကြတွေစပင်ကူမင်းကြတွေရှိတယ်ဆိုတဲ့ဟာကိုလည်းဖော်ပြနေတဲ့တင်ကေတာလေးဖြစ်တယ်လို့ပြောတာဖြစ်တော့ကြောင့်မို့ဒီဟာဒီမှန်တယ်ဘောနော်ဒါတင်ကေတာကိုမြင်နေဆိုရင်ဒါအရှိမာမကြခင်လူကူမင်းကြတွေစပင်ကူမင်းကြတွေဒါလာတော့မှာဘောနော်အားကြောင့်မို့နံပါတ်15ကျတော့ဒါမှန်တယ်ဘောနော်Okay နောက်တစ်ခုနံပါတ်16နံပါတ်16ကကျတော့ zoom တော့လျော်ကြီးွာတဲ့ဒီပုံလေးကတင်ကေတာဒီတဲ့ဖြိုးကြီးနော်အာလူတို့တို့ကတဲ့ဒီတင်ကေတာရှိတဲ့လမ်းကတဲ့ယူစင်တို့တို့တဲ့အာလူတဲ့ဦးစားပေးလမ်းဖြစ်တယ်ဆိုတဲ့ဟာကိုတဲ့အာရဝရှတဲ့လူတဲ့ဖော်ပြနေတာဖြစ်ပါတယ်တဲ့ Okay နော် Okay ဒီတင်ကေတာပေါ့နော်ဒီတင်ကေတာတွေမှာဆိုအဓိကဟျိုးကြီးဆိုတဲ့တင်ကေတာလေးကဒါလေးကိုပြောချင်တာပေါ့နော်ဒီအတုံးလေးနှစ်တုံးကိုပြောချင်တာပေါ့နော်နန်းကြီးလိုက်တာဒီအတုံးလေးနှစ်တုံးကိုပြောချင်တာပေါ့နော်။ Okay အဲ့ကြောင့်မို့ zoom တို့ဟျောကြီးဝါတဲ့ဒီပုံထဲမှာရှိတယ်ပေါ့နော်ဒီဟျောကြီးပေါ့နော်တင်ကေတာဒီတဲ့ဟျောကြီးနော်အာလူဒူဒူကတဲ့ဟျောကြီးရှိတယ်ပေါ့နော်ဟျောကြီးနော်အာလူဆိုတာဟျောကြီးရှိတဲ့လမ်းပေါ့နော်ပြောမယ်ဆိုအခုဒီလမ်းပေါ့နော်ဟျောကြီးရှိတဲ့လမ်းပေါ့နော်ဒါဒီလမ်းကတဲ့ဒီမှာဆိုလမ်းနှစ်လမ်းရှိတယ်ဒီဘက်လမ်းနဲ့ဒါဒီဘက်လမ်းနဲ့ဆိုပြီးလမ်းနှစ်လမ်းရှိတယ်ပေါ့နော်။ Okay ဒီဟျောကြီးရှိတဲ့လမ်းကတဲ့ယူစင်တို့တို့တဲ့အာလူပေါ့နော်ဦးစားပေးလမ်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုတဲ့ဖော်ပြနေတဲ့တင်ကေတာလေးဖြစ်ပါတယ်တဲ့ဒီတင်ကေတာလေးဒီဒီသင်္ကေတဒီပေါ့နော်ဒီသင်္ကေတလေးရှိတဲ့လမ်းကဒီလမ်းပေါ့နော်ဒီလမ်းဒီသင်္ကေတရှိတဲ့လမ်းဒါ A လမ်းပဲထားလိုက်ပါအောင်ဒါ B လမ်းပေါ့နော် Okay ဒီသင်္ကေတလေးရှိတဲ့ A လမ်းကတဲ့ဦးစားပေးလမ်းဖြစ်နေတဲ့ဟာကိုတဲ့ဖော်ပြတာဖြစ်ပါတယ်လို့ပြောတယ်ပေါ့နော်မှန်လားဆိုတော့မှားတယ်ပေါ့နော်ဒီသင်္ကေတဒီအရှိရလမ်းဒီဦးစားပေးလမ်းဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြတဲ့လမ်းပေါ့နော်ဒီ B လမ်းကဦးစားပေးလမ်းပေါ့နော်ဒီသင်္ကေတရှိတဲ့လမ်းကဦးစားပေးလမ်းမဟုတ်ဘူးပေါ့နော်ဒီသင်္ကေတရှိတဲ့လမ်းကလမ်းဦးစားပေးလမ်းမဟုတ်ဘူးဒါဒါတနည်းအားဖြင့်ကိုကဒီလမ်းမှာဒီတင်္ကေတရှေ့လမ်းမှာသွားနေတယ်ဆိုရင်ဒါဒီတင်္ကေတအတုံးလေးတွေကကိုကိုဘာပြောချင်တာလဲဆိုတော့အရှေ့ရလမ်းဒီဦးစားပေးလမ်းဖြစ်သည်ဆိုပြီးတော့ညွှန်ပြချင်တဲ့တင်္ကေတဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့မေးခွန်းကကြတော့သူကဒီတင်္ကေတဒီတင်္ကေတရှိတဲ့လမ်းကတဲ့ဦးစားပေးလမ်းဖြစ်တယ်လို့ပြောတာဖြစ်တာဖြစ်တော့ကြောင့်မို့ဒီပုံအနေထားရမှာဆိုရင်ဒါ A လမ်းပဲထားလိုက်ပါအောင်ဒါ B လမ်းပေါ့နော် Okay အခုဒီတင်္ကေတရှိတာ A လမ်းမှာရှိတာဖြစ်တော့ကြောင့်မို့ A လမ်းဒီဦးစားပေးလမ်းဖြစ်သည်လို့သူပြောတာပေါ့နော်ဒါမှားတယ်ပေါ့နော်ဒါကကျတော့ A လမ်းဦးစားပေးလမ်းမဟုတ်ဘူးနော်ဒီမှာဆို B လမ်းဦးစားပေးလမ်းပေါ့နော်ဘာဖြစ်လို့လဲဆိုဒီအတုံးလေးတွေကဘာအတိတ်ပဲပြောတာလဲဆိုတော့အရှိရလမ်းပေါ့နော်ဇင်းပိုးယူစင်သူတို့ပေါ့နော်အရှိရလမ်းဒီဦးစားပေးလမ်းဖြစ်ပါတယ်ဆိုပြီးတော့ကိုချိုတင်တိပေးတဲ့အတုံးလေးတွေပေါ့နော်ကြောင့်မို့ဒီနံပါတ်16ကကျတော့ဒါမှားတယ်ပေါ့နော် Okay အဲ့ဒါဆိုရင်ဒီမှာတစ်ပိုင်းဖြတ်မယ်ပေါ့နော်ဒီနောက်တစ်ပိုင်းနောက်တစ်ခုဆက်ရိုက်မယ်ပေါ့နော်